မိမများဒီကောင်မောင်နှမများအားလုံးကသိရှိနားလည်နေကြဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့ဒီအစီအစဉ်မှာနှလုံးသားနားလေးဆွေးပြီးတော့နားထောင်ပြီးမှကျွန်တော်တို့လည်းအတူတူရတဲ့ရခါမှာကျွန်တော်တို့သာသနာအစီအစဉ်ကိုအလာမောလာနာအဖတီကာရီမောလာဆာမတရားရည်နဲ့စီမဖြစ်ပါဆရာလေးတော်လည်းပြမှတာဘူးလားوكفى وسلام على عباده الذين اصطفى أما بعد فأعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم يا أيها الذين آمنوا قوا أنفسكم وأهليكم نارا صدق الله العظيم قال رسول الله صلى الله عليه وسلم ألا كلكم راع وكلكم مسؤول عن رعيته أو كما قال رسول الله صلى الله عليه وسلم جنو لزاته على دارنا من أشياء كتابه جايو لاره إدروميا جامون بيميا كفاماشينه أمي ماميا كميا ما شاء الله جنو ديني جنو شينتويديهသာသနာအခြေခံပညာသင်ကြားရေးအပေါ်မှာအခြေခံပြီးတော့အခုလိုစူးစီးမှုစုရုံးမှုတစ်ခုကိုပြုလုပ်တယ်ပြီးတော့ဒီမှာအင်ရှာလာကျွန်တော်တို့ရှေ့ဆက်ပြီးသွားမယ်ပညာရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးတော့ခုနဆရာဖုန်ဒီဆရာစသဖြင့်ပေါ့နော်ဆွေးနွေးခဲ့တယ်ပြီးတော့ဒါကတော့ဘာအတွက်ဒီလိုဆွေးနွေးမှုတွေလုပ်ရတာလဲဘာအတွက်ဒီကဏ္ဍကိုတော့တော့ထားတာလဲဆိုရင်ကျွန်တော်တို့ကအလရှင်မြတ်ကတာသမီပေးတယ်။တာသမီရတယ်ကျွန်တော်တို့မိဘတွေဖြစ်လာပြီ။မိဘဖြစ်ပြီးတဲ့နောက်ပိုင်းမှာတာသမီနဲ့ပတ်သက်တဲ့တာဝန်တရားတွေရှိတယ်။ဒီတော့တကယ်တမ်းပြန်ကြည့်မယ်ဆိုရင်တာသမီနဲ့ပတ်သက်တဲ့ဝိတရားဒါကတော့ဘုရားအစ္စလာမ်သာသနာဟာအရေးကြီးတယ်။အရေးကြီးတယ်။ဒါကြောင့်ကျွန်တော်တို့တော်တော်ကြီးဆလလာဟူအလိုင်ဆလမ်ကညွှန်ကြားတယ်ညွှန်ကြားနေကရှာပြီးလုပ်မယ်ဒီလိုလိုတွေဟာနေကရှာပြီးလုပ်တဲ့အခါမှာယေဘုယအဖြစ်ဒီလေးချက်ကိုကြည့်တယ်ဒီလေးချက်ကိုကြည့်တယ်သူကဘာမှမတူရပါဒီလေးချက်ကိုကြည့်ပြီးနေကလုပ်ကြဘေးလေးချက်လေဒီလိုအဒီမှာဝလီဂျမ်မာလီဟာဝလီဟဆန်လီဟာဝလီမာလီဟာဝလီဒီလီဟာကျွေးကြည့်မယ်ဥစားကြည့်မယ်ဆွေကုန်မျိုးကုန်ကြည့်မယ်ဘာသာရေးကိုလည်းပဲကြည့်ကြဒီလိုဒီလေးချက်ကိုကျွန်တော်တို့ကြည့်ကြဘယ်မှာကြီးစံလောက်စံတဲ့အမြင့်ရှိတယ်ဒီကလုပ်တဲ့အခါမှာလူတွေဒီလေးချက်ကြည့်ပြီးလုပ်ကြကိုရောနောက်ဆုံးမှာအမြင့်ရှိတယ် first visa တဲ့ဒီဒီလိုဒီလေးချက်မှာဒီကိုအဓိကထားပြီးတော့အောင်ဒီကိုရယူကြပါဒီလိုကျန်တဲ့အချက်တွေလည်းမကြည့်ရဘူးလို့တို့ပေမဲ့လည်းကျန်တဲ့အချက်တွေတက်ပိုပြီးအရေးကြီးတာကဒီကိုကျွန်တော်တို့အခြေခံပြီးတော့ဒီကိုအဓိကထားပြီးတော့ပြင်ချင်ရတာဘာကြောင့်လဲဆိုရင်ဒါကတာသမီကိုရှိချူတာပဲဘာကြောင့်လဲကိုဒီနောက်ပြုတယ်ကိုယူတဲ့ဇနီးဆိုတာကကိုဇနီးသက်သက်ပဲပေါ့ကိုရဲ့တာသမီရဲ့အမိဖြစ်လာတယ်ဒီတိုင်းပဲကိုယူလိုက်တဲ့ခင်ပွန်းဆိုတာကလည်းပဲကိုခင်ပွန်းသက်သက်ကြီးပဲမဟုတ်ကိုရဲ့တာသမီရဲ့အမိဖြစ်လာမယ်ဒီတိုင်းပဲကိုရဲ့မိသားစုကိုရှာပင်ကျွေးပြုမယ်ဒီတော့သူဟာနိုင်ခင်ပွန်းဖြစ်ရုံတတ်တယ်မို့ငါသားသမီရဲ့ပြီးရောဖြစ်တိုင်းကဒီတိုင်းပဲဒီမိန်းကလေးကငါစပင်းဖြစ်ရုံတတ်တယ်မို့ငါသားသမီရဲ့အမိရောဖြစ်တိုင်းလားဒီတော့ကျွန်တော်တို့ကစပြီးအိမ်အောင်မပြုတ်ကြည့်ကြတဲ့လူကဒါဒီရှိတဲ့သူကိုအိမ်အောင်ဘက်ဖြစ်တဲ့မိဘလို့တော်တော်များကြီးကမှားတာဒါလည်းပဲသားသမီးကိုရှိရှိပြီးပဲတော်မဆန်လာလို့ဆံပါပဲ။ဘာကြောင့်လဲ
တော့ကိုယ့်ရဲ့အိမ်တော်ဘက်ကောင်းမှကိုသားသမီးတွေလည်းပဲမှန်ကန်ကောင်းတဲ့လမ်းကိုရောက်တော့ဘလို့လည်းပဲပြောင်းပြောင်းမှန်မှန်ဒီအပေါ်မှာရှောင်းလန်းနေထိုင်နိုင်တယ်တော့ဒီတိုင်းပဲအခုတော့အိမ်တော်ချသွားတော့ဇတိမောင်ကအတူနေတယ်အဲ့ဒီအချိန်မှာလည်းရှရီယတ်ကကျွန်တော်တို့ကပြောတယ်ဒီတိုင်းမတားတာတော့ဇတိမောင်ကအတူနေတယ်ဆိုတာကလည်းပဲကိုယ့်ရဲ့ရှာဝတ်ကိုပြီးဝဖို့တကူရဲ့တန်တန်ဟုတ်တော့ဒီမှာလည်းပြပါကြည့်ပြချက်ပါမလဲတော့ဒီကနေ့သားသမီးရလာမယ်ဒီကနေ့သားသမီးရလာမယ်သားသမီးယူဖို့ဆိုတဲ့ယူရချက်ပါဒီပြလည်းပဲအဒီစတော်လေးမှာလာရှိတယ်ဆိုတော့ကြီးစလောက်စအမေရှိတယ်ဒီကနေ့ဇနီးရဲ့အနာကိုတော့ဇနီးပေါင်းတဲ့အတူနေဖို့တော့ဒီတော့ဘစ်စမီလာအလ္လာဟ်မဂျန်နိဘ်ရှေጣန်ဝဂျန်နိဘ်ရှေጣန်မာနဇတ်ဒီရရအလ္လာဟ်ကျွန်တော်မျိုးလို့အလ္လာဟ်ရှင်ကျွန်တော်မျိုးလို့ဇနီးပေါင်းကိုတော့ရှိုက်တန်တဲ့အနောက်ရှက်ခံပြီးတော့အလ္လာဟ်ရှင်ပေးရှာဒီတိုင်းနဲ့ကျွန်တော်တို့ဒီအကူနေချင်းကနေရလာတဲ့သာသမီယနာကိုလည်းပဲရှိုက်တန်တဲ့အနောက်ရှက်ခံပြီးတော့အလ္လာဟ်ရှင်ပေးရှာပါတော့ဒီနေရာမှာလည်းပဲရှရီယတ်ကကျွန်တော်တို့ပြောကြတယ်ဇနီးပေါင်းတဲ့အကူနေတဲ့အချိန်မှာတော့တော့အရင်အလ္လာဟ်ရဲ့နာမတော်ကိုယူဆိုပြီးတော့အလ္လာဟ်ရဲ့ထံတော်အားကနေရှိုက်တန်တဲ့အနောက်ရှက်ကနေကိုလင်မယားနှစ်ယောက်လုံးကိုရလာတဲ့သာသမီကိုတော့ရှိုက်တန်တဲ့အနောက်ရှက်ကင်းဝေးဖို့အလ္လာဟ်ထံတော်ပါမှာဝေးတောင်းခံဒါလည်းပဲပါတော့ဒါလည်းပဲပါတော့လေကျွန်တော်တို့ရဲ့ရလာတဲ့သာသမီရင်တွေ့ရတာကိုရှိရှိတာပဲဒီစားတဲ့ဒီစိတ်ကြီးတော့နိုင်ခင်ဗျာတော့အခုသာသမီရနာရလာသာသမီရလာတော့ရလာတဲ့အခါမှာလည်းပဲရှရီယတ်ကပါပြောတယ်တော့သာသမီမွေးလာတယ်ကလေးမွေးလာတယ်ဒီတိုင်းမပြီးကျွန်တော်တို့ဘာလို့ခိုင်းလဲမွေးခြင်းမှာအဆန်ဆူခိုင်းတော့ဒုနီယာရဲ့ချမ်းတဲ့စကားလုံးတွေစကားတန်တွေအဲ့ဒီအားလုံးနောက်မှာတော့အရင်ဆုံးကလေးတယောက်မွေးလာခြင်းမှာတော့ကလေးကိုအဆန်ပြီးတော့ကျွန်တော်တို့ရမနာမှာအဆန်ပြီးတယ်ပြမနာမှာဒီကမတ်ဆိုတယ်တော့ဘာကြောင့်လဲကလေးရဲ့ဒီနာဒီတော့နားနဲ့နှလုံးသားဆိုတာကတော့နှလုံးသားရဲ့ကြောက်ကနားတယ်တော့နားကနေကြည့်လိုက်တဲ့အရာတွေကနှလုံးသားတွေကိုရောက်တယ်တော့ဒီတော့ဒီနားလေးကနေနှလုံးသားတွေကိုနားကနေတစ်စိမ့်တော့အလိုက်နာမတော်အလရှမြရဲ့จิตจิตတို့ပြောင်းရဲ့ကလိမာလေးကိုခလေးရဲ့နားလေးကိုမလုပ်နေတာလေထည့်ပြီးတာပဲဒီစားတဲ့စီဒီတော့များခင်ဗျာဆိုလာကဉာဏ်တိုင်းပါတော့သာသမီကိုရှိရှိတော့တချို့တော့အစ္စလာမ်သာသနာမှာတော့အနာဂတ်ကျွန်တော်တို့အင်္ဂလိပ်လိုပြောရင် generation ပေါ့တော့ generation ကိုပြုစုတိုးထောင်မှုဟာအစ္စလာမ်သာသနာမှာသိအရေးပါတဲ့ကိစ္စကျွန်တော်လုံးခဲ့တဲ့ဓမ္မပတ်ဟင်ကတော့အင်္ဂလန်နိုင်ငံကနာရှယ်တဘာပေါ်လာတဲ့ဘာမာဝါဆိုပြီးတော့ကျွန်တော်တို့ရန်ကုန်မြို့ကိုကြားရောက်လာတယ်။ဒီပုဂ္ဂိုလ်ကြီးကမြန်မာနိုင်ငံမှာဝေးလာပဲမြန်မာနိုင်ငံမှာပဲဘရိုလီပဲပတ်တယ်။အဲဒီနောက်ပိုင်းမှာအိန္ဒိယနိုင်ငံသွားတယ်။ကျွန်တော်တို့ဖဇိုင်းရဲ့အာမန်ချန်ကိုရေးသားရတဲ့ရှေ့ကလစ်မနာဇက်ကရီယာဘတ်လာလေးစီမှာတပည့်ခံတယ်။အဲဒီနောက်ပိုင်းမှာအင်္ဂလန်နိုင်ငံမှာသွားပြီးအပိတန်ချီချနေလိုက်မာရှာလာတစ်လို့လည်းပြင်လာရှိတယ်။စောက်စားပြီးအများကြီးရေးသားတာ။တော့ဒီပုဂ္ဂိုလ်ကပြောတယ်။သူအင်္ဂလန်ကိုဆက်ရောက်တယ်။ဆက်ရောက်တဲ့အချိန်ကဒါတွေပြီးရတယ်ပေါ့။charge တွေရှိတယ်။အဲဒီ charge ကြောင့်တော့ညနေ event ရောက်ရင်ဒါတွေတီးတယ်ပေါ့။charge တောင်းပြီးမှသူမောင်းခေါက်တယ်ပေါ့။အဲ့ဒါတွေတီးတယ်။ဒီတိုင်းပဲစနေရောက်လာပြီဆိုလို့ရှိရင်မိသားစုတွေတော့မလိုက်ရှင်းနိုင်9နိုင်လောက်ဆို family life မိသားစုရဲ့ charge တောင်းပြီးတော့တွားကြ။ဒါကလည်းအစိတ်30ပြရ။အဲဒီလိုနဲ့တဖြည်းဖြည်းမှာတနည်းနည်းတွေကမိသားစုတွေကcharge သွားတဲ့နေ့ရရင်တော့ဒါတနည်းနည်းဆိုသွားတာတနည်းနည်းပေးရ holiday ဘာလို့ charge သွားကြ။ဒါမှတဖြည်းဖြည်းအဲ့ဒါရှိတော့တနည်းနည်း holiday ပြေသွားမယ် picnic ထွက်မယ်ရုပ်ရှင်သွားမယ်စားရပတ်ကိုရောက်လာဆေးက Manchester မှာနေတာဒီတော့အဲ့မှာတနည်းနည်းဘာလို့ဘောလုံးပဲကြည့်မယ်လူတွေကဒီပတ်ကိုရောက်သွားcharge မှာသွားတော့အဲ့လိုနဲ့ charge တွေကတဖြည်းဖြည်း6လာcharge တွေကဘာလို့6လာလဲဆိုရင် charge မှာနေတဲ့ဝန်ထမ်းတွေစာမရှိဘူးဝန်ထမ်းတွေစာcharge တဲ့တိုင်းမှာနေတဲ့ပါတီတွေသူတို့တွေစာတဖြည်းဖြည်းမနေကြဘူးနောက်ဆုံးဘာဖြစ်လာလဲဆိုရင်နှစ်20အစိတ်တော့နေပြီးတဲ့နောက်ပိုင်းမှာ
charge ရဲ့အချိန်မှာစက်ပုတ်ရောက်လာတယ် charge ရောင်းပြီးရောင်းတော့အဲ့ဒါကနောက် society တခုကလာတယ်လာပြီးတော့အဲ့ဒီ charge ကိုပဲပြီးတော့ကျောင်းဝင်လုပ်လိုက်တယ်နောက်ဆိုရင်စီအောင်လို့လုပ်လိုက်တယ်နောက်ဆိုရင်ဖွဲ့စည်းရဲ့ရုံးခန်းလို့လုပ်လိုက်နောက်ဆိုရင်လည်းမွတ်စလင်အတိုင်းဝိုင်းနေရှိလာလို့မွတ်စလင်အတိုင်းဝိုင်းနေလိုအပ်တဲ့ကအဲ့ဒီ charge ကိုဝယ်ပြီးတော့ပလီလိုင်းလုပ်လိုက်ပလီလိုင်းလုပ်လိုက်ကျွန်တော်တို့မြန်မာနိုင်ငံသားမွတ်စလင်တွေပဲအမေရိကမှာဒုတိယမှာပလီတလုံးကိုပိုင်လုပ်တာတော့အဲ့ဒီပလီကဘယ်လို charge အဲ့ဒီ charge ကိုပလီအဖြစ်နဲ့တောင်းလိုက်တော့ဘာလဲချစ်ချစ်ဘူးပဲသူတို့မတော့လို့လေဒါမှမဟုတ်မရှိတော့သူတို့အတွက်ဒီ charge ကအပူဖြစ်သွားတယ်ဒီလိုချစ်ချစ်ဘူးပဲရောင်းလိုက်တဲ့ခဲကိုချိန်တာလို့တော့ဒီလိုဒါတွေကဘာဖြစ်လို့လဲဆိုပြီးသူတို့ဘာသာတွေမှာဆေးရတို့ပြသူတို့ဘာသာတွေမှာခင်ဗျားတို့ကခရီးတွေကိုမင်းနဲ့မလို့နောက် generation ကိုဒီနဲ့ပတ်သက်ပြီးပြုစုပြုဆောင်မှုမလုပ်တဲ့အခါကျဖြည်းဖြည်းနဲ့နောက် generation ကဒီကိုမသိတော့နားမလဲတော့တဲ့အခါနောက် charge မတော်တော့ charge တွေကအပူလေးဖြစ်လာတယ်နောက်ဆုံး charge တွေကတခြားတုံးနဲ့တခြားညနာမှာတုံးတဲ့အစားဦးလေးဖြစ်တော့တယ်နောက်ဒီတော့ကျွန်တော်တို့ကဒါတွေကိုကြည့်ပြီးဒါကတော့ခရီးရန်ဒီမှာပါကွာဒါကတော့လက်စားဒီမှာပါကွာဘာလို့မဆမ်းမနေမှာတော့အဲ့ဒီလိုမရှိတော့ပါဘူးကျွန်တော်တို့မပြောလို့မရကျွန်တော်ဩစတြေးလျကမာရှာလာကျွန်တော်တို့သိဆွေပဲပလီရှိဆောင်ဆရာပဲတက်ပြီးကျွန်တော်တို့မြန်မာနိုင်ငံသားပဲဩစတြေးလျမှာအခုဆိုရင်ဒီပေါင်းကျွန်တော်တင်တဲ့10ရောက်ရှိပြီးသူနေနေကြသူရဲ့အတွေ့အကြုံပြောပြတနည်းအားရောက်သွားတယ်ကလစန်နော်အဲ့ဒီကလစန်ရဲ့ကဘအဟောင်းတွေကိုပတ်ကြည့်လိုက်တယ်မုဆလမန်ကဘနော်နမေလေမုဆလမန်စီပဲမိုဟမ္မဒ်ဘဒူဘေဝါကဘရဲ့အလာမတ်လက်ခံလာတယ်ပဲမွတ်စလင်ကဘဒါသူလက်ရှိမြေအောင်ကကျွန်တော်တို့ကိုရီပြောပြနော်ဒီတော့ကဘရဲ့နောက်ပိုင်းတွေကိုကြည့်တယ်အခုလက်ဆက်ဆက်ပြုတ်ထားတယ်ပထမပိုင်းကဘဒီကတော့မာဖြစ်မိုဟမ္မဒ်ဟူစိန်မိုဟမ္မဒ်မူဆာဆာဖြစ်မော်ဆာဖြစ်မွတ်စလင်တွေပဲနောက်ပိုင်းကဘဒီကြတော့ဘာဖြစ်လာလဲဆိုတော့မွတ်စလင်တွေလည်းပါတယ်မပါဘူးအဲ့ဒီရှိမပါလာတဲ့ဒေးဗစ်တို့ဂျွန်နိုစသဖြင့်ပေါ့အမေရိကအဲ့ဒါလေးပါလာတော့ဒီနောက်ကဘဒီကတော့မွတ်စလင်ကကဘကတော့မချေလီလာလီဘစ်မီလာလီလို့မှတ်သားရှိတာနောက်ကဘဒီကျတော့လောကတဲ့တိုင်းဖြစ်လာတော့ဒီလူနဲ့ဒီရက်ွက်ဒီဒေတာဒီ community ပေါ့ဒီ community ရဲ့ကဘာစနာမှာပဲဘာလို့မွတ်စလင်နဲ့နတ်စလာနီနဲ့ရောနေရတာလဲမိမြန်ကြည့်တဲ့အခါကျတော့ပြုတ်တာလည်းဒါကရွှေပြောင်းပါဖြစ်အာဖဂန်နစ္စတန်တို့ဘာလို့လဲတဲ့20စစ်ကြီးဖြစ်တယ်အရိဒါလီဒီတာလူတွေကဒုက္ခတွေဖြစ်နေဩစတြေးလျကိုရောက်လာတယ်စားရောက်တဲ့လူတွေကတော့မာရှာလာတကယ်ဒင်းသားတွေတကယ်မွတ်စလင်တွေပဒလီတွေဒါဒီနဲ့ရောက်လာကြတာပဲသူ့မိမိလည်းပဲဘုမမာဖို့ကိုရောက်သွားတော့မာရှာလာသူတို့လူကြီးမိုင်းဖြစ်တော့သူတို့ဒီအပေါ်မှာရက်တူပြီးသူတို့အီမန်နဲ့တကွာပြင်လို့ကြတယ်အဲ့ဒီတော့သူတို့ကလည်းရမစင်ကပါလေဒါပေမဲ့သူတို့အဲ့ရောက်ပြီးဝင်လိုက်တဲ့ကလေးတွေအဲ့ဒီကလေးတွေကျတော့ဘုဘအတိုင်းပိုင်းနေနဲ့ပို့ပြီးတော့လိဆက်သွားတယ်တဖြည်းဖြည်းဒီပိုင်းဒီမှာယုံနေလာတယ်အဲ့ဒီကနေပြန်ပြီးတော့နောက် user လောက်ရောက်တဲ့အခါကျတော့ဒီပိုင်းမှာပို့ပြီးတော့အားနေလာတယ်အဲ့ဒီလိုနဲ့နောက် user လောက်ဖြစ်လာတယ်တဖြည်းဖြည်းမွတ်စလင်တကယ်ပက္ကာဒီရှိတဲ့မွတ်စလင်တွေကဝင်လာတဲ့ကလေးတွေပဲဒါပေမဲ့မျိုးသက်တစ်ခုလောက်ကုန်သွားတဲ့အခါကျတော့ကလေးတွေကကိုရိုဒီလိုလေးဖြစ်လာတယ်အဲ့ဒီကနေပဲဒီလိုကြည့်လိုက်တော့ဒီကဘစတန်မှာပဲဘုမွတ်စလင်ကဘတွေကလည်းသူတို့ပို့နေတယ်လက်စိမ်းတွေမဟုတ်ဒါပေမဲ့ညီလက်ထက်လာရောက်တဲ့အခါကျတော့လက်စတန်ကြီးဖြစ်တော့တယ်ဒီစားတယ်ဒီစီနောက်များဖြစ်များဒါကြောင့်ကျွန်တော်တို့ကအနာဂတ်ရည်သွေးကိုဒီနဲ့ပတ်သက်ပြီးပြုစုပြောင်းအောင်လို့တော်တော်အရေးကြီးအဲ့ဒီကဏ္ဍမှာတစ်ချက်ပေါ်သွားမယ်ဆိုရင်ကျွန်တော်တို့ကအင်တာနက်လိုပဲကြီးမားတဲ့ဆုံးရှုံးမှုတွေဖြစ်လာစေရှိတယ်။မောလာအဘူလ်ဟဆန်အလီနဂျွီရာကိုဖြစ်လာလေဆိုတာအင်မတန်ကြီးကျယ်တဲ့ဖြစ်လာရှိတယ်။ဒီတော့ဘလောက်တော့မှလဲဆိုရင်ကျွန်တော်တို့ဒီလိုပြောလို့ရတယ်။ကျွန်တော်တို့အိန္ဒိယပါကစ္စတန်ရှိတယ်ပေါ့နော်။ဒါအိန္ဒိယတိုက်တစ်ခုကိုဒီနေ့မှာကျွန်တော်တို့ဒီဝန်ဆိုတာရှိဒီဝန်ဆိုတာကျွန်တော်တို့လူငယ်တွေပေါင်း150 200ဝန်းကျင်လောက်မှာအလရှမြတ်ကဒီအတိုင်းဝိုင်းဒီဒေသကိုအလာဒီနဲ့ပတ်သက်ပြီးအထူးလက်ခံခဲ့တဲ့နောက်ဆုံးမှာပညာရေး
တော့အစ္စလာမ်သာသနာပညာရဲ့အင်မတန်မြင့်မားတဲ့သာသနာပညာတွေကိုဖြန့်ဖြူးရဌာနမဆမန်အတိုင်းဝိုင်းတစ်ခုလုံးကိုဒီနဲ့ပတ်သက်ပြီးထိန်းသိမ်းရဌာနကြီးတစ်ခုဖြစ်လာတယ်ဒီနေရာကအလားတော့လက်ခံတယ်တော့ဒီမှာပညာရှင်တွေအများကြီးရှိဒီတော့အဲ့ဒီပညာရှင်တွေထဲမှာအာရဗ်အတိုင်းဝိုင်းကအလီစားဆုံးအကြီးကျယ်ဆုံးပညာရှင်ဘယ်သူလဲဆိုတော့ကြားရတယ်နံပါတ်1ကကျွန်တော်ပြောလို့ရတယ်အလ္လာဟ်အဘူလ်ဟဆန်အလီနဒဝီရဟ်မတ်လာလေအဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့ဒီခေတ်မှာဆိုရင်တော့အလရှိခ်အစ္စလာမ်မောလာနာဖီတကီဥစမာနီဆာဘာလို့တော့ပါလဲဆိုတော့မောလာနာအဘူလ်ဟဆန်အလီနဒဝီရဟ်ပတ်သက်ပြီးကျွန်တော်စာရွက်တွေတွေ့ဘူးလေအဲ့ဒီမှာအာရဗ်ကနေပြီးတော့အဲ့ဒီကဂျီဟာဒ်နဲ့ပတ်သက်တဲ့ဖတ်ဝါကိုအဲ့ဒါကိုရေးတဲ့အခါမှာအာရဗ်ကရှေ့တွေကမောလာနာအဘူလ်ဟဆန်အလီနဒဝီရဟ်တူလာလေကနမတ်ထူခိုင်မှာအဘူလ်ဟဆန်အလီနဒဝီရဟ်နမတ်နဲ့ပါဆိုတော့အဲ့လောက်ကြီးအာရဗ်အတိုင်းမှာရလက်ခံမှုရှိအဲ့ဒီခေတ်ကဘယင်ကိုယ်တိုင်ကဆော်ဒီရဲ့ဘယင်ကနန်းတော်ကိုပြိတ်ပြီးတော့မောလာနာအဘူလ်ဟဆန်အလီနဒဝီရဟ်တူလာလေကိုလက်ဆက်လုပ်ခိုင်းဒီတိုင်းမှာမောလာနာအဘူလ်ဟဆန်အလီနဒဝီရဟ်တူလာလေကိုအာရဗ်မှာပဲအပြီးတိုင်းနေပါဆိုပြီးအဲ့ဒီလိုဖိတ်ခေါ်မှုတော့လုပ်ခဲ့တယ်တော်တော်လေးပညာရှင်ဆိုဒီခေတ်ကဆိုဒီရအဝတ်ကြီးချင်းတဲ့ကဘာပေါ်မှာအင်တာဗျူးပြီးဒီလိုအချုပ်ပြုတဲ့ပုံစံတွေအဲ့ဒီအဝတ်ကိုမောလာနာအဘူလ်ဟဆန်အလီနဒဝီရဟ်တူလာလေရတယ်ဒီလိုဆိုဒီရချင်းတဲ့အဝတ်ဆိုတော့ဆုဆိုတော့အဲ့ဒီမှာဆုနဲ့အများကြီးဝေသားတွေပါတယ်ဆိုဒီကြီးပြီးတာလေဆိုဒီကြီးဆိုတာချမ်းသာတယ်ပဲဒီလိုအဲ့ဒီမှာအများကြီးပတ်စံနေစားဒီလိုမောလာနာအဘူလ်ဟဆန်အလီနဒဝီရဟ်တူလာလေကအဲ့ဒီပတ်စံတွေကိုဘယ်မှာသုံးလဲဆိုတော့မိမိဒေသကိုပြန်ရောက်တဲ့အခါအိန္ဒိယနိုင်ငံရဲ့ဘာလီမှာရှိတဲ့ပတ်သက်ကြောင်းတွေကအဲ့ဒီပတ်စံတွေကိုလို့ဆိုတယ်။ဘာကြောင့်လဲကျွန်တော်စဉ်းစားကြည့်။မောလာနာအဘူလ်ဟဆန်အလီနဒဝီရဟ်တူလာလေကကမ္ဘာကိုနှိမ့်လေနေတဲ့ပညာရှင်တယောက်တည်း။သူ့ရဲ့အပြီးကိုတော်မြင့်သူ့ရဲ့စာအုပ်တွေကိုဒီနေ့ကတဲ့လူတွေကဘာပြောလဲဆိုရင်သူတို့ဆုံးသွားပြီဒါပေမဲ့သူကရှင်းလာမယ့်အနာဂတ်ကိုသူကသူ့ရဲ့အုံနောက်နဲ့ကြိုပြီးတော့သူတွေးကြောပြီးမြင်ပြီးရေးခဲ့တာအောင်နေရတယ်အဲ့ဒီလိုအတွေးကိုမြင်အောင်အလရှိမတ်တဲ့အဲ့ဒီလိုသူကိုချင်းမိထားကျွန်တော်တို့မြန်မာပြည်ကိုရောက်လာအဲ့ဒီမြန်မာနိုင်ငံမှာပြည်သူပိုင်းမသိသေးဘူးပြည်သူပိုင်းသိတာလည်းဖြစ်သေးအဲ့ဒီချင်းကမြန်မာနိုင်ငံသားတွေကိုသူစီးရဲတဲ့မြန်မာနိုင်ငံကမွတ်စလင်တွေပေါ်သူတို့ပြည့်ရမမျိုးလေပိုင်းမှာနေတယ်ဒီအိန္ဒိယကနေရွှေ့တောင်းလာတဲ့မွတ်စလင်တွေပြည်လေကြချမ်းသာကြအရင်အစဉ်ပြေကြအစဉ်ပြေတဲ့ပုံမှာလည်းပဲလည်းမမမှုတွေမာနတွေရှိတယ်အားလုံးကိုသတိပေးတယ်ဒီဥစ္စာပစ္စည်းအလ္လာဟ်ပြီးထားတာအလ္လာဟ်ကိုပြီးသွားမယ်ဆိုရင်ဒီဥစ္စာပစ္စည်းကိုအလ္လာဟ်တမုန်းချင်တယ်ပြီးတော့ကျုပ်သိမ်းလိုက်နိုင်တယ်ဆရာကြီးအဲ့ဒီပြန်တော့အခြေတိုးလေးပဲဆရာကြီးအဲ့ဒါကိုအဲ့ဒီကဏ္ဍနဲ့ပတ်သက်ပြီးဟောတယ်စိတ်ပြန်သွားပြီးသိမချအောင်ဒီမှာလည်းအဲ့ဒီလိုနေထားတယ်ပြည့်သိမချဘူးဆရာကြီးကအဲ့တော့ဘိုင်းမှာအင်္ဂလန်ရောက်တော့မြန်မာနိုင်ငံဆမ်မာစီကလည်းပဲအဲ့ဒီကိစ္စကြီးနောက်ပိုင်းအင်္ဂလန်ကိုပြောင်းပြီးတော့သွားနေကြတော့ဆရာကြီးကသူတို့ကိုဆုံးပါတယ်မြန်မာနိုင်ငံမှာရှိတော့ခင်ဗျားတို့ကျွန်တော်တို့ကိုယ်ပဲအလ္လာဟ်ရှင်မြတ်အင်္ဂလန်မှာလည်းဒီအလ္လာဟ်ပဲအကြီးအလ္လာဟ်ကိုမနာကြဘူးအလ္လာဟ်ကိုပြီးစမ်းမယ်ဆိုရင်မြန်မာနိုင်ငံမှာအလ္လာဟ်အရေးယူလို့အင်္ဂလန်မှာလည်းအလ္လာဟ်အရေးယူနိုင်တဲ့အရှင်ဖြစ်တယ်ဒါတော့တိတ်ကိုမှဆရာကြီးရဲ့စကားကြီးဒါမျိုးရှိတယ်ဒါတော့ဆရာကြီးကမော်စကိုကိုရောက်တယ်မော်စကိုမှာရှိတဲ့မွတ်စလင်ကျောင်းသားတွေကိုလည်းဆက်တော့ဆိုရတဲ့ကမ္ဘာနဲ့အနာကိုဒီနေ့ပတ်သက်ပြီးဆရာကြီးအင်တာအမြင်နဲ့ခြေတွေကျူးကျောင်းသူတွေလည်းရှိခဲ့တယ်ဒီလိုပုံပုံကြီးကမိမိရဲ့ဒီပတ်စံလေးဘယ်မှာတုံးလဲမတ်တပ်မတုံးဒီတော့ဒီကနေပါတီးရတယ်ဒီလိုပုံပုံကြီးတွေသူမြင်နေမွတ်စလင်အတိုင်းဝိုင်းတစ်ခုလုံးမှာအရေးပါဆုံးသောကျူးကျောင်းသူတွေမတ်တပ်ကျူးကျောင်းပဲဒါကပုံပြပဲဒါကပေါင်းပြီးချင်းပဲဒါကညီတောင်းမြပဲဒါတမ်းမအပင်လမ်းမှာအပင်ကနေပြီးတော့အရွက်ဒီဝေးစားမှာလမ်းညှိုးလွှမ်းနေအဲ့ဒီအပင်ကအဲ့ဒီအတိုင်းဝိုင်းတော့မှလူကမှာဒီစားတဲ့စီဒီတော့ပြရတယ်ဗျာဒီတော့ဆရာကြီးစကားပြောရှိတယ်ပေါ့လားဘယ်လိုစနေလေးတွေ့တာမှထလာတယ်ဘာပြောလဲဆိုတော့ကျွန်တော်တို့ဒီနေ့လူတစ်ယောက်ကသူ့ဟာနမစကားကြီးဒီမကောက်ဒါကျုပ်ကနေတဲ့သူကြည့်ဖြစ်ပါစေအောင်ဟတ်ဆိုတာတကြိမ်မကောက်စင်ကြီးဖက်ခဲ့တဲ့သူကြည့်ဖြစ်ပါစေအောင်ပလီကိုကိုယ်တိုင်ကိုကြဆောက်လုပ်လူတန်းခဲ့တဲ့သူဖြစ်ပါစေအောင်ဒါပေမဲ့လည်းသူ့ရဲ့တာသမီသူ့ရဲ့ရင်သွေးသူ့ရဲ့ပိုယုံမှုကြောင့်မွတ်တက်ဖြစ်သွားတယ်နောက်ဆုံးချိန်မှာအီမန်မပါတော့ဘူးဆိုရင်သူလုပ်ခဲ့တဲ့အဲ့ဒီဘာသာသူ့ကို
กินไหนมานี่สัตว์เป็นสิ่งที่เราอยากแล้วก็เราเชื่อแต่จะรู้ถึงขนาดไหนมาเราชี้ชูเลยอีน้องอยู่ในจิตมาเลยเป็นผู้ใหญ่อนาคตตามีผู้ชี้ชูมีเราอีน้องคนผู้ใหญ่เช่นจะนี่บอกนะตรงนี้เนี่ยจิตมาเลยเป็นเราฟิจิลล์ไปตัวเราใครအခုမွေးလာတော့လည်းပဲခလေးရဲ့နာမှာအရင်ဆုံးတော့ဒီနဲ့ပတ်သက်တဲ့စကားရည်ကိုနားရဲခဲ့ခိုင်းတော့အဲ့ဒီလိုနဲ့အခုခလေးပါဖြစ်လာပြီလေတော့စပြီးတော့စကားပြောတတ်လာပြီအရင်ဆုံးအလိုက်ရဲ့နာမတော်ကိုသင်ပြီးခလေးရဲ့လုံရှာကလည်းအလိုက်ရဲ့နာမတော်ကိုအရင်ဆုံးထွက်အောင်ကျွန်တော်လုပ်ခဲ့ပြီခလေးစပြီးပြီးခေါ်တော့တော့ခလေးပြီးပြီလာပါကြီးလေတော့အဲ့ဒီလိုပြီးတဲ့အချိန်မှာခလေးကိုသင်ပြီးအလ္လာဟ်ဘလောက်ကြည့်ချင်တော့တာမကြည့်ထားတာအလ္လာဟ်တာကိုဝိစာစီပြီးတာအလ္လာဟ်ကလေးကိုပြီးပေါ်တဲ့အချိန်မှာလည်းတော့တော့ကိုအရင်ဆုံးအလ္လာဟ်နဲ့ပြဆက်ပြီးစကားပြောတဲ့အချိန်မှာလည်းဒီတော့ကနေအရင်ဆုံးအလ္လာဟ်ရဲ့နာမတော်ကိုထွက်အောင်သင်ပြီးတော့ခလေးပညာသင်တဲ့ရွေရောက်တာပညာသင်တဲ့ရွေတော့ဒီကိပညာကိုအရင်ဆုံးသင်ပြီးဒီကိပညာကိုအရင်ဆုံးသင်ပြီးတော့ဒါကျွန်တော်တို့အင်တမကိုပဲလုပ်တယ်ဒီကိပညာကိုခလေးရဲ့နှလုံးသားထဲမှာအရင်ထည့်ပေးပါတော့ခလေးရဲ့နှလုံးသားဒီနှလုံးသားဒီအုံနောက်မှာပညာတွေကအများကြီးသိရဒါပေမဲ့အဲ့ဒီနှလုံးသားအဲ့ဒီအုံနောက်တွေကိုပထမဦးဆုံးမြင်တဲ့ပညာကသာသနာပညာဖြစ်ပါစေကျွန်တော်တို့ကတော့ခလေးတွေကိုပြုစုပြောထောင်တဲ့နေရာမှာဒီနဲ့တော့ဒီကိုရှင်းရမှာထားပြီးဒီနဲ့လက်ဦးမြင်ပါဒါကမဲ့သာသနာကပြတာနော်ဒီတော့ဇကိုရဲ့ဇနီးကိုရဲ့ချင်းပုံကိုရွေးတယ်နော်ကျန်တာလှလာပြီးရုပ်ချိုးတာပြီးဆွေကုန်မျိုးကုန်တွေတက်ဒီကိုဦးစားပြီးရွေးတယ်နော်ဒီတိုက်တဲ့ခလေးကိုဘယ်မှမဆိုမွေးလာတယ်အရင်ဆုံးချက်တဲ့စကားတောင်းမှအရင်ဆုံးဒီနေ့စကားကိုအရင်ထည့်ပေးတယ်စကားပြောတတ်တယ်ချက်တဲ့စကားတောင်းမှအရင်ဆုံးအလတ်နာမတော်ကိုပြောတတ်အောင်သိပေးတယ်ခလေးစူးစမ်းတတ်တယ်နော်ချက်တာဒီကိုတော့မှခလေးကိုစူးစမ်းကအရင်ဆုံးခလေးရဲ့အတွေ့တော်ထဲမှာအလ္လာဟ်ဘလောက်ကြီးကျယ်လဲဆိုတာကိုထည့်ပေးတယ်နော်အခုခလေးပညာသင်တတ်တဲ့ရွေရောက်ခလေးကိုကျွန်တော်တို့အရင်ဆုံးဒီနေ့ပညာသင်ပေးဘာကြောင့်လဲ foundation အောက်ခြေမှာအရင်ဒီကပြန်သွားရဒီကပြန်သွားရတော့ကျွန်တော်တို့ကဒီကိုနောက်မှမတည့်တော့ဒီကိုအရင်တည့်ရတော့ဒီကအရင်တော့ဒုနီယာလေးတည့်ရဘာလဲဒုနီယာအနောက်မှာဒီကအရင်ဒုနီယာနောက်မှာဒီကအရင်ဒုနီယာနောက်မှာတော့ဒီလိုကျွန်တော်တို့သာသနာပညာအရင်တည့်ပေးရတယ်လေတော့ဒါကြောင့်ဘဂတ်ပညာရေးဆိုတာကဒီလိုသာပြောတော့တာကဘဂတ်ပညာရေးလို့ပြောတာတော့ဒါကဘာနဲ့ဆက်လွယ်နေလဲဆိုတော့ကျွန်တော်တို့ယဉ်ကျေးနေတဲ့ အီမန်နဲ့ဆက်နေတယ်အီမန်နဲ့ဆက်နေတယ်တော့ဒါကြောင့်တော့ကျွန်တော်အလ္လာဟ်တောင်းဖိပြီးလို့မြန်မာနိုင်ငံမှာအများကြီးနေရတယ်ကျွန်တော်ပြောတယ်။တော့များပြည်နယ်တွေတိုင်းတွေမြို့တွေရွာတွေကျွန်တော်ဆရာကြီးနဲ့အတူတူတော့ဆရာကြီးရဲ့ဘာသာချုပ်မှမှုတွေကျွန်တော်တို့အနောက်နေလိုက်တယ်။တော့ရောက်တဲ့နေရာတိုင်းမှာအလုပ်ပဲမိဘဆရာကြီးဆိုဝေးပြီးလုပ်တဲ့အခါကျတော့ကျွန်တော်တို့လည်းဒီစကားတွေပဲပြောတာပဲ။တက်ကြောင်လို့ပါတာနာရှင်ပြည်နယ်မှာတော့အကြီးကြီးတော့တာနာရှင်ပြည်နယ်မှာလို့သင်ရမယ်စသဖြင့်ပေါ့တော့နေရာပေါင်းစုံရောက်အခုလိုမာရှာလာလေးခုလိုနေရာကိုရောက်တယ်ပလီလေးထထဝါပါဒီတိုင်းပဲမတ်တပ်ကြောင့်လည်းထထဝါပါရှိတယ်မတ်တပ်ကြောင့်ပါစာပေလေးကိုဆရာကြီးလည်းအစင်းရှိနေတယ်ကျိုးပန်းမဲ့ပုံဒီရတဲ့အိမ်တိုင်းအားတိုင်းပဲဒီပဲအခုလိုလေးခုလိုနေရာမာရှာလာဒီလိုနေရာကိုလည်းကျွန်တော်တို့အလ္လာဟ်တောင်းပြီးလို့ရောက်တယ်လို့ကျွန်တော်တို့ဒီလိုနေရာလေးပဲရောက်တယ်ဒုက္ခနဲ့ဆက်တယ်ဘာမှလူတွေအလုပ်ကံရှိတာဒုက္ခနဲ့ဖြစ်နေနေကြတော့ခလေးလေးကတော့ပဲဆင်းရဲတယ်တော့တဝင်းချက်အနာဂတ်ဆိုတော့ဘာမှမကြည့်ရအောင်တော့အဲ့လိုနေရာမျိုးတွေမှာလည်းပဲတော့သာသနာ့အခြေခံကျင့်တဲ့ကြိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီ fit လုပ်တဲ့အများကြီးဒီလိုနေရာတွေလည်းရောက်တယ်ပလီတခုမရှိဘူးတော့ဘာသာစာတခုမရှိဘူးတော့အဖြစ်လေးတော့အဲ့ဒီအဖြစ်လေးမှာပဲခလေးတွေကိုပြီးနေတာတော့ဆရာတယောက်လည်းရှိတယ်ပြုလုပ်ပြရအောင်ဒီမှာတော့အလီဆရာတယောက်ခဲ့ရတဲ့စိတ်ဒုက္ခနဲ့ကလေးတွေကိုသိပြီးနေတယ်စသဖြင့်ချွတ်တဲ့နေရာတွေလည်းအများကြီးတော့ဒါကြောင့်ကျွန်တော်တို့အလ္လာဟ်ကိုရှုkurလုပ်ပါအလ္လာဟ်ကျွန်တော်တို့ဒီကမှာဒီလိုမဒရစာဒီတိုင်းပဲကျွန်တော်တို့ကြားရမှာစာပေပြီးလို့တာနာပညာရှင်တွေအစစ်သေးအလ္လာဟ်ချင်းမြတ်ထားတယ်အခုကျွန်တော်တို့တန်ဖိုးထားရတော့ကျွန်တော်တို့မြန်မာပြည်မှာလည်းမြန်မာပြည်ဆိုလို့တည်းအဝေးပေါ့ရန်ကုန်မြို့မှာဒီလိုနေရာတွေအများကြီးရှိတယ်မြို့တစ်တွေမှာမတ်တပ်ကြောင်းမရှိလို့ကလေးတွေကိုသာသနာ့အခြေခံပညာသင်ဖို့ခန့်နေတဲ့နေရာတွေအများကြီးပဲတော့အလ္လာဟ်ကျွန်တော်တို့ကိုရည်အသိချာအသိနေရာမှာအားထားတာ
ပလီရှိတယ်မတ်တပ်ရှိတယ်ဆရာလေးအစင်းလေးရှိတယ်ပြီးတော့ကျွန်တော်တို့ဘက်ကကလေးကိုချောင်းရောက်အောင်ပို့ဖို့သာသနာ့အခြေခံပညာကိုဆုံးဖြတ်နိုင်အောင်ပြင်ဖို့ဒါပဲဒီပိုက်ကနော်အဲ့ဒါကိုမိဘကပို့ရုံပဲဆိုရင်မိဘတကယ်ခံမိဘပြတ်ပါမှာပဲမိဘပြတ်ပါမှာပဲနော်ဒီတော့အများကြီးကိုကျွန်တော်တို့ညီခွေးတွေအများကြီးပြုလုပ်တယ်နော်ဒီလိုအများကြီးနေဒီလိုအိမ်ကြီးရှိတယ်ဒီလိုရက်ရွာလေးရှိတယ်နော်မွတ်တက်ဒီအများကြီးဖြစ်နော်အဲ့ဒီမွတ်တက်ဘာကြောင့်ဖြစ်ရလဲဆိုတဲ့ source ကိုတောက်လိုက်အဲ့ဒီဒေတာမှာမတ်တက်ကြီးရအောင်ရှိပြလိုက်ခဏတင်ခဏမတည်ဒီလိုအဲ့ဒီနောက်ဆက်ပဲအဲ့ဒီဒေတာမှာမတ်တက်ကြီးပေါ်လာတယ်နော်ဒီတိုင်းပဲနော်ကျွန်တော်လည်းခါဆိုရင်ဒီလိုပဲမတ်တက်ပညာရေးနဲ့ဒီအရေးတိုင်းပဲတိုင်းပါလိမ့်ကိုရောက်အဲ့ဒီမားလေးပဲတော့ကောင်းတဲ့ရွာပဲနော်တခါမှတော့ဆိုင်ပေးတဲ့သွားတယ်တခါ easy ရတယ်အဲ့ဒီကနေပြီးတော့ကျွန်တော်ပြန်လာတော့လမ်းမပေါ်ရောက်တယ်လမ်းမပေါ်ရောက်တော့လမ်းမပေါ်မှာ mask ချင်းရတယ်အစောပြည့်တယ်ရောအစောပါအမေဆိုတော့တော့ကျွန်တော်တို့ကိုအဲ့ဒါလို့ရှိပြောတယ် Muslim တဲ့နော်ရှိတဲ့ဆရာအင်ဒီနာပြောတာကအဲ့ဒီမှာဝင်ပတ်လိုက်အမရှာလာဝင်ပတ်လိုက်ပါတော့ Muslim ရောက်နေတော့နော်ဒီဘက်မှာကြီးပိုင်းတော့ဒီရောက်ပြီးတယ်တော့မာရှာလာကိုစံပါပဲဆရာပြီးတယ်ကျွန်တော်တို့ဒီမှာကျူတယ်တော့ကျွန်တော်နမစပတ်တယ်တော့ဒီတော့အဲ့ဒီမှာပဲကျွန်တော်ကြည့်ပြီးပါတွေ့ရတယ်တော့သူရဲ့မြည်ပြီးတွေ့ရတော့ရုပ်ကြီးတွေရတယ်တော့ဆံပါရုပ်တိတ်မပေါ်ဘူးတော့နော်ဒီတော့ခရီးကကျွန်တော်တို့တွေ့တဲ့အချိန်မှာဆရာတို့ပါလေပြီးနေတော့ကြည့်လိုက်တာခံစားမိတယ်ဒီခရီးတွေကတော့ပုပ်ပုပဲဆိုပြီးတော့နောက်တော့မှသိရတယ်တော့သူရဲ့သားမိတွေကတော့တခြားဘာသာဝင်တွေနဲ့အိမ်အောင်ချတယ်အနည်းအားဖြင့်ကလေးတွေပြေးလာတယ်အနာမှာမသက်ကြောင်းလည်းမရှိဘူးသူတို့ရွာကလည်းလည်းကောင်းတယ်ဒီတော့မသက်လည်းမသိရဘူးမသိရတဲ့အခါကျတော့သူ့ရဲ့မျက်စိရှိပါပဲသူရဲ့တော့မျိုးစံကမသက်ဖြစ်နေတာကိုသူကြည့်နေကြတယ်တော့ဒါမျိုးတွေလည်းအများကြီးပဲတော့ဒါကြောင့်ကျွန်တော်တို့ကဒီပညာရေးမှာလည်းမှပေါ်လို့မရတော့ကျွန်တော်တို့နောက်ဆုံးဒီလောက်ထိကျွန်တော်တို့ပြောတယ်ကျွန်တော်တို့ကလေးတွေကိုအာရုံထားပြီးလုပ်နေဆိုရင်တော့မတက်တင်ပြီးမှအာရုံထားပြီးလုပ်။ကျွန်တော်တို့ကိုယ်တိုင်လည်းပဲလုပ်သွား။ကျွန်တော်ဆရာကြီးဆိုရင်ညီတွေကိုအများနဲ့ပါတယ်။မတက်ပြီးတော့ပြီးမှအာရုံထားပြီးလုပ်။ကျွန်တော်တို့လည်းပဲပါတယ်။ဘာကြောင့်လဲနေရာတိုင်းမှာတချို့ရှိတယ်။ကာမကလေးကငါကဟာပြီးချောင်းပေါ်မှာမော်လီချောင်းပေါ်မှာမတက်တဲ့ပါရီတီမနေတော့မတက်ဘူးမှာပဲကိုရန်တက်ခါစားပထမနာတော့မရှိသေးတယ်။ကောက်ထုတ်ကလေးကိုအာပြီးချောင်းပေါ်လိုက်။ဟာပြီးချောင်းတော့လက်ခံလိုက်ပါမယ်။ဒါပေမဲ့ကျွန်တော်ကလေးကဟာပြီးပြီးဖို့တည်ကြတာ။ဟာပြီးပြီးတော့ရင်တော့မရှာလာတော့မှာ။ဟာပြီးမပြီးတော့ဆိုရင်ဟာပြီးကလည်းတမိုင်းကစားမတက်ကြလည်းပထမနာတော့ပဲကလာတော့မှမသိတော့အဲ့ဒီတော့နောက်ဆုံးဒီနေ့ပတ်သက်ပြီးမှမသိတဲ့ဒီရောက်တယ်ပဲနောက်ဆုံးအဲ့ဒီလိုကြီးသွားတော့ကျွန်တော်ပူရိဖြစ်ရောက်တော့ကျွန်တော်ချမ်းသာချောင်းသားတယောက်ကတော့သူအတန်းကြီးတယ်ဆိုတော့ဒီစတန်ဆိုတာကအကြောင်းရောက်လာတော့ကျွန်တော်လည်းပဲမော်လီကျောင်းလာတယ်ဆိုတော့မော်လီတက်စာစစ်ပြီးသူ့ကိုလက်ခံလိုက်တာမော်လီတက်စာစစ်တော့အနေနဲ့ရသူ့ကိုမော်လီတက်တော့အတန်းတန်းပြီးလိုက်မော်လီတက်ပြီးလိုက်သူလည်းမော်လီဖတ်လို့လားမော်လီဖတ်လို့လားတဲ့ကျောင်းသားကိုစစ်တော့ဆိုစစ်မယ်စပီကာစစ်မယ်နားဝယ်စစ်မယ်ဆွမ်းစစ်မယ်အားစစ်ပြီးသူကျွန်တော်မော်လီတက်ပြီးတယ်တော့ကျွန်တော်ကျောင်းမှာလာပြီးလဲဆိုတော့နမစတေကကျောင်းသားအလှည့်ကြသူ့နဲ့သူနမစတေကျွန်တော်တော့မှတ်တော့အလမ်တော့တေဖာဖာလာလို့ပြောစတာပြီးအဲ့တော့မှသူကတော့မစကလုံးနေမှာပြီးဖီးလို့ဖီးဆိုပြီးတော့ပတ်ဒီတိုင်းပဲနောက်မှပတ်သွားတဲ့စကလုံးတွေကတော့မပြီးတာနဲ့မှားတာနဲ့ပြီးတော့အားဟောတယ်အလမ်တရကေဖာဆူရာဖီးလို့သူပြီးအောင်မပတ်နိုင်ဒီတော့ကျွန်တော်နမစပြီးသွားလို့ပြီးတယ်မတ်တပ်ဘလောက်ပတ်တယ်သူပြောတယ်မတ်တပ်ကကုရ်အာန်တက်ရုံပြီးပဲမတ်တပ်ကကုရ်အာန်တက်ရုံပြီးဘယ်တဲ့ဝင်ပဲပတ်တယ်ပြီးတော့ပါတော့ပြီးတော့အေးမော်လီချောင်းပူတော့ကျွန်တော်မော်လီချောင်းရောက်တယ်ပြီးတော့မော်လီချောင်းဆိုတာလည်းမော်လီစာပဲစီမှာပေါ်နေဒီတော့သူထပ်ပြီးတော့ဒီကုရ်အာန်လေးပဲတော့ပြီးတော့သူကျွန်တော်ထပ်ပြီးတော့ဒါဆိုရင်သူကကုလို့ဆိုကြည့်ရဆိုတော့သူကကုလို့တယ်မရမင်းတချို့ကျန်တာမှာပတ်တဲ့ဟိုဟာပဲရောက်စီတယ်သူပြောတယ်အဲ့ဒါလည်းပဲဒီမရအဲ့ဒီတော့ဆူရာဆေကိုဒီဒါဖီပရေရှင်းပတ်ကြည့်ရဆိုတော့အဲ့ဒါလည်းပဲတော့ရတော့ရတယ်ဆိုတော့လူတွေကမပြီးမှားတယ်နောက်ဆုံးပါတော့ပါလေဆိုတော့ဒီကျောင်းသားကိုကျွန်တော်တို့ကျောင်းရဲ့မတ်တပ်ကဆရာတယောက်ပြန်အပ်ပြီးတော့သူ့ကိုသိရှိလို့လည်းအလိပါကစာရီပတ်ခိုင်းဒီလိုသူမော်နီရှင်းတဲ့သူရပတ်နေတဲ့ကျောင်းသားဒီတော့ဒါသူအားနေကြတယ်သူမိဘရဲ့အားနေကြတယ်သူ့ကိုမတ်တပ်ကိစ္စမကြည့်မဲနဲ့မော်လီကျောင်းပေါ်တယ်သူမော်လီပြီးသွားတယ်တော့ပိုင်းပါအကေးဒါသူမော်လီမပြီးဘူးဓမိုင်းတစားနဲ့ထွက်သွားရတယ်
मतलब ले मैं आपको ले पियो मपट्टा सुरा से बोले ओ निकोली मपट्टा दीने में बाम मती जनाजा नो टीचा नो तुवाली मैया अरे लोग ना लोने तुलो बावा को शेषन नसले नो टीचा जो मतलब का ये चीज चलो बात लो अभी जाऊं मैं यूएजे सी के बिना नहीं मैं यूएजे सी तेमा ना मैंने भी नहीं मतलब वो पियो तेमा नो आप इसका स्टेप तो चलो बुलाना जो भी हो लेना चाहता है वो मैया बुलाना इमा में लेना टका नो मतलब इमा में ऑफिस मोली पापा मतलब इमा में चलो चले क्यों ना जाना ले तो हमें बोलो मतलब पिपली ना पाए मतलब बाई में जैसे ले क्यों बिना ने मतलब भी करा नो दिनो मतलब का बारे में बोले इसको फाउंडेशन में दिने का साउथ पूरा फाउंडेशन पूरा नहीं या चलो टीवी साउथ का चलो दिने इंग्लिश सीख है कि नहीं ना जाओ अब मशीन फाउंडेशन का मोदी फाउंडेशन का एक साउथ का दूरी उठाना ना जाओ साउथ फुल सब को पैसे ये फाउंडेशन को अच्छा है डी साउथ वाला उन्हें सामने से नटला उंडला नटला सुनता ने टुडे फाउंडेशन चा उंडला ने टुडे फाउंडेशन चा डी फाउंडेशन का डी साउथ के नया ली टाइम के तो लोग वाला बिटा डाले था ये आला से ये नो में दिया चलो ये चला पाऊंगा हमें चलो चलो आओ यार नहीं डी फाउंडेशन ए बाबा बाबा जो दुनिया भैया ए फाउंडेशन बताओ ये और नहीं किसी भी लोग ने साहू पूछा वाले नॉन डिटेंगे मतलब किसी ने किया ये ले फाउंडेशन में नो आ बताओ सॉल्यूशन चलो खली और तो लेकिन अपना यू भी बाबा ये नहीं मा अच्छा तो कि मतलब उठा में सुनो ये चलो की नो मतलब सुनो तारी मतलब बात माशाल्लाह उन्हें ले दिखाई पर सब ने से शिमला हुआ और तकिन दिखा का मतलब दूरी का दला में तो होगा मतलब सुबह कुरान भी ले लिया मतलब सुबह नमाज भी ले लिया और अबू भी मरीज नहीं आवे ना पता नहीं ना चलो या मुंडू ले आवे और चाव चाव मां से आटिया की फ्रेंड से आए तो खाली दिया की बाया हुआ है और खाली कुरान खत्म में दिलू सुबह तो रोजी मोजी ने और जो बालू गुडी की कुरान खत्म में दिया और दिलो चलो लीगा तकिन तो मतलब को दिलू तो हो पाते मतलब सुबह और खाली कुरान खत्म भी है और नौसो करी खत्म की नोए की वा जिंदगी नोटा कुरान का पाव करी मतलब तो खत्म नहीं हो जाएगी और नौसो की नौ चाहे साथ में जिंदगी नो मतलब खत्म ना खत्म कर की डाला अरे बुद्धू भी लो दिलो चलो सिंजा मतलब का कुरान खत्म तो पूरी नहीं आ कुरान को तजवीद ने को पता हो भी नहीं karena Quran kata enggak belum Quran kata enggak bahwa tetap lalu ni sih menguap kisah macam le Quran tilawat ka jaluriya ko at kulo lutaya मतलब ka tadi lundong nai au मतलब ka pata au devi au dini jalura kalau mereka मतलब budawo mo pau Quran kata kini me da tadra chikan tina biwa bilo kinja jalur desan nai ya cha tiaw ke au Malaysia ma bashule so Quran kata kila hai khali tiaw ka jalur चीज़ें ते मतलब जाम लिया हुआ है ना तो को कुरान अच्छी बात है ना मगर दिलो चलो ना होने कुरान खत्म किया है खत्म किलो खत्म अकान ना लो तभी ना होगी क्या ना वो तो कुरान पकाए ना बाबा दा ना बाबा दा लो बाबी लो दिलो ले खत्म किया दिलो के दा नीना से नीना में ना ती मिला है सिया के भी ना वो लाइस सुने चला ना दिलो पर तो वाले कुरान खत्म दिलो ना दिलो खत्म ना वाला लो नहीं में कुरान खत्म होते हैं ना लो चलो लो दिलो को पे लो ना no Quran ku cenderung tak pada apa ini no Quran ku pada ni sudah ni apa you pada dah tajwid ni ada apa pada ya Quran ni cek je ni apa sebenarnya cek ni sami dah lah tajwid ni ada apa Quran ku ni kena jaga mama kena ku pada ya no pada apa ini no pada apa ini pada doa bila bahwa tanah aku lombi sampai ni kata maunya tu isi ni tu doa dah jauh nak sebelum ni no cenderung di macam और चलो का तारीफ रखो देगा में मतलब के लिए जब तारीफ रखती चाहिए और मतलब के लिए जगह वाले और तीन चाहिए या परमा से न बनी दुनिया से तो आकर वाले लड़की चित्तो की और तीन चार तब जब मुमानी बेटी को ले लड़की चित्तो को सिंगुवाया और बच्चों ले कहा दादा बिना क्यों बिना ना और क्यों बिना का चलो तो ज़रूरत हुआ macam tahu jalur mak kaki macam
ဖြစ်ပြီလားမချင်တော့ကျွန်တော်တို့မြန်မာအများကြီးရှိတယ်နော်စီချောင်းမှာကျောင်းပြီးတာလေဆရာဝန်ဝဲရတာလေဒါပေမဲ့စီးပွားရေးလုပ်တယ်သူဘယ်မှာတရားမဆရာဝန်ဆရာဝန်ဝဲရပြီးတော့ဆရာဝန်မလုပ်ပါလားကျွန်တော်ဆိုရင်လည်းအင်ဂျင်နီယာဝဲရတာလေလောတဲ့တိုက်ဆောက်လားဆိုတော့မဆောက်ဘူးတော့ခေတ်ပညာကမချင်တော့တာအပြည့်မရှိဘူးဒါပေမဲ့လည်းတာသနာပညာမချင်တော့တာအပြည့်ရှိတာသနာပညာကတက်ယုံတက်ပဲဟုတ်တာသနာပညာကကျင့်သုံးကြတော့ဒီလိုကုရ်အာန်ကိုဘာကြောင့်သင်တာလဲဘဝမှာသိစေလို့သင်တာလို့ပြောနမတ်ကိုဘာကြောင့်သင်တာလဲတော့နမဇီဖြစ်ဖို့အတွက်မစနူတော်ရီကိုဘာကြောင့်သင်တာလဲသူနေရာနဲ့ဒီမစနူတော်ရီဖတ်နိုင်ဖို့အတွက်တော့အဲ့ဒါကယူရချက်အဲ့ဒါကယူရချက်တော့ကျွန်တော်စုပေးဝေးတွေတော့ကျွန်တော်ပြပြောတယ်တော့ကျွန်တော်စုပေးတွေစုရတဲ့ကလေးကိုကျွန်တော်တို့မိုင်းပြီးတော့ချင်းမြောက်တယ်ဒါပေမဲ့စုရတဲ့ကလေးကအတူဆုံးမဟုတ်ဘူးကျွန်တော်တို့ယူရချက်စီကိုသူမရောက်ဘူးတော့ဒီတော့ကလေးတယောက်ကမစနူတော်ကချက်တာပြီးဒေါက်တာနဲ့သူရဒါမဲ့လည်းသူအိမ်မှာတူတနေကုန်မစတော့ပတ်တော့တမင်းစားလဲတော့မပေါ့အေးအဝေးလဲတော့မပေါ့အေးတော့လဲတော့မပေါ့ဆိုရင်အဲ့ဒီကလေးကတက်ခြေသုံးမှုမရှိကျွန်တော်တို့ကပါလေအဲ့ဒီကလေးတက်ရုံနဲ့မပြီးခြေသုံးပါတော့ကလေးတယောက်နမဆိုတဲ့ဘာသာရေးမှာကျောင်းမှာဆောင်းမဲ့ကြည့်တယ်အတရားရသွားတယ်တော့သူ့ကိုကျွန်တော်တို့ကဒါအတော်ဆုံးလို့ပြောလို့မရဘူးမာရှာလာတော်တယ်ဒါပေမဲ့ကျွန်တော်တို့ရည်ရွယ်ချက်ကအတရားရရင်မဟုတ်ကျွန်တော်တို့ရည်ရွယ်ချက်ကကျောင်းမှာဆောင်ရွက်ဖြေနိုင်တာတော့ဒါကစာရတာမရတာစိတ်လို့ပဲရည်ရွယ်ချက်ကပါလေအဲ့ဒီကလေးနမစီဖြစ်တာနမစအချိန်မှာနမစပတ်တဲ့အဲ့ဒီဖြစ်တာတော့ဒါကြောင့်တော့ကျွန်တော်ဒီတိုင်းမှာဒီကခုပေးတာအခုကတာဒီနောက်ခုကတန်ပြီးရတော့မိဘကူကျွန်တော်တို့ကဆေးပြပြောတဲ့ကလတကပြေဆုံးမှုတွေလို့တော့ဒီတိုင်းမှာချမ်းသာပြေဆုံးမှုတွေလို့မိဘရဲ့တာဝန်ရှိတယ်အဲ့ဒါကပါလေကျောင်းကပါတင်ပြီးလိုက်တယ်တင်ပြီးလိုက်တော့မိဘအိမ်မှာကျင့်သုံးနိုင်ရကျင့်သုံးခံရတော့ခလေးနမတ်ပတ်တက်သွားပြီတော့ကျမ်းမတ်လေးကြရင်နမတ်ပတ်တက်တယ်ပြောလို့ကျွန်တော်တို့ကြောက်သွားပါလားမလို့ကြောက်နမတ်ပတ်ချေတယ်ပြောမှလို့ကြောက်ကိုရန်ပတ်တက်တယ်ပြောလို့ကျွန်တော်ကျမ်းမတ်လေးမှာဆဝတ်ပါရမှာပဲကိုရန်မိလိုက်ဒီလာလုပ်ခဲ့ပါတယ်ပြောမှကျွန်တော်ပါတယ်မှာလေဆဝတ်ရပါတော့ဒါကြောင့်ကျွန်တော်တို့တက်ကတော့ကျွန်တော်တို့ခလေးတွေကိုတော့ကိုရန်ကိုတက်ထွင်းတဲ့ပေါ့ပတ်တက်အောင်လေးပြီးနမတ်ကိုစွန့်သီလနဲ့အညီဖတ်တအောင်တင်ပေးမယ်။တော့မစနူဝါဒီကိုတင်ပေးမယ်။ဒါနဲ့ဒီကလာပဲလား။ဒီနာပဲမဟုတ်။ဒီနာပဲမဟုတ်။ကျွန်တော်တို့ဒီခေတ်ကြီးကဘာဖြစ်လာလဲဆိုတော့အခွန်ပေါ့။တော့လူတွေကအပေါ်ရအခွန်ကိုအရင်ဦးစားပြီးတယ်။အတွင်းမှာဘာမှမရှိဘူး။တော့ကျွန်တော်တို့ဒီမှာအိမ်တဲသွားတယ်။တော့အင်တာမဘူလည်းပါတယ်။စနေတီးတွေအပြိုးတီးတွေစပယ်ပေါ်မှာတင်ထားတယ်။စားဖို့ဆိုပြီးတော့ကန်ကြည့်တော့အဲ့ဒါက plastic နဲ့တာအခွန်ပဲဒါမှကြည့်လိုက်တော့တော်တော်များလုံးနဲ့မှာတော့ကြည့်ကောင်းတယ်လားဒါမှအခွန်ပဲအဲ့ဒီခွန်ဘာလို့ရဘာမှလုပ်လို့မရတော့ဒီတော့ကျွန်တော်တို့ကအခွန်နဲ့ဘာမှဖြစ်မလားဒီနေ့ကျွန်တော်တို့ဖြစ်ပါလေလူတွေကဒီနဲ့ပတ်သက်လာရင်တော့အခွန်ကိုပဲကြားပြီးဟာလာပေါ်ပါတိဆောင်လိုက်မယ်အဲ့ဒါဆိုရင်တော့လူတွေကတော့ဒီကြည့်တဲ့သူသားမှာပါမယ်ခါလေဒီကြည့်တဲ့သူဖြစ်သွားပါပဲသူ့ပေမဲ့လည်းသူရဲ့တော့ယုံကြည်ချက်ပတ်သက်မှုဆိုရင်ဒီပေါ်မှာစောင့်တာမှုကိုကံမတ်နေမှာကြောက်နိုင်ပါလားဒါကြောင့်ပြီးခဲ့တဲ့တလားပါဝင်ကကျွန်တော်တို့တိုင်းပေါ်မှာတွေ့ရတော့ဘယ်ရလဲတော့မသိဘူးတော့ဘာလဲမျိုးသမီးပဲတော့ယောက်ျားလေးမဆိုင်ပါပဲမင်းတို့ပေါ်မှာစောင့်တာဘယ်တော့ဘီနစ်စီယာစီတော့ပြီးတော့ဘာလို့လဲရရနေတဲ့ အင်ချန်ကြီးရောက်ထွက်သွားတယ်ပြီးနေဆရာတို့တော့လေတော့ဒီလိုနာကတာရှစ်ကဲတော့သူပေါ်မှာတော့ဆောင်းတာဒါပေမဲ့ဒါရှစ်ကဲဆိုတာမသိဘူးအော်ဒါရှစ်ကဲဖြစ်သွားပြီလို့တဲ့အလုပ်ကအီမန်ကိုတိခိုက်ဆိုင်နိုင်တဲ့အရာဖြစ်သွားပြီဒါပေမဲ့သူချင်းနဲ့ငါပေါ်မှာဆောင်းတာပဲငါဒီရှိတာပဲဒါပေမဲ့လည်းတော့သူတောင်းနေတဲ့ပတ်သက်ပြီးဘလို့မှန်ကြတဲ့ခံရတာပါလေနားမလဲဒါကြောင့်ကျွန်တော်တို့ကတော့ကုရ်အာန်ဖတ်တတ်တယ်နမတ်ဖတ်တတ်တယ်ဒါလေးနဲ့မပြီးဘူးတော့စစ်မှန်တဲ့ယုံကြည်ချက်ကလေးတယောက်ရဲ့နှလုံးသားထဲမှာမြင်သွားရတော့ဒီတိုင်းပဲတော့ကျွန်တော်ကလေးတော့မဆလာမဆိုင်သိသွားရဒါတော့အတိုင်းတာသိရမယ်သူ့ဘဝမှာမွတ်စလင်အဖြစ်နဲ့ယက်တီနေတိုင်းကိုလုံလောက်သွားရတော့နောက်ဆုံးသူ့အိမ်မှာသူ့ရဲ့မိသားစုတော့နေ့စဉ်နဲ့အမျှချုပ်ပြရတဲ့တာမန်မစလာတော့နမတ်ပိုင်းလားမပိုင်းလားဇာပိုင်းလားမပိုင်းလားတလောက်ကိုသူဖြည့်ရှင်းပေးနိုင်ရတော့ဒီတိုင်းပဲကျွန်တော်တို့ကလေးတွေတော့ဟလာပါလေဟာပါလေပြီးသွားရဒီတိုင်းပဲကျွန်တော်တို့ကလေးတွေမွတ်စလင်တွေပုံစံကိုနားလေပြီးတဲ့တိုင်းပဲထိုင်တော့သွားဒါလေးလိုပဲတော့လူတယောက်ကိုကြည့်လိုက်တာနဲ့အာမာရှာလာဒီအားထားတာလေတော့သူချင်းမျက်စိပေါ်ပြီးတော့ဝေထားတယ်ယောက်ျားလေးမိန်းကလေးတော့လုံးလုံးကြုံကြုံဝေထားတယ်အာနာမွတ်စလင်ပဲဒါမွတ်စလင်တွေတော့လက်ခံတာ
နော်မွတ်စလင်ရဲ့ပုံမှန်ဒီတော့ထိုင်ပြီးတော့တောက်တယ်လူကြီးတယောက်ကိုတွေ့တယ်မြန်မာတယောက်နဲ့တယောက်စုံနေဇလမ်ပြီးတယ်နော်ဒီတော့စကားပြောရင်မာရှာလာအလ်ဟမ်ဒူလ illah အင်ရှာအလ္လာစသဖြင့်လုပ်ကနေပြီးတော့ပါတယ်ဒါကမွတ်စလင်ရဲ့လက္ခဏာမွတ်စလင်ရဲ့လက္ခဏာဒီသူစီမှာမတွေ့တော့အောင်လေရှိသွားတယ်ဒါကအစ္စလာမ်ဒီပုံထိုင်ဖို့ကိုနားလေသွားရနော်ဒီတော့ကျွန်တော်တို့ရည်ရွယ်ချက်မရှိလေကျွန်တော်တို့တင်မှုနာမှာစရုပ်ကလည်းပြီးသွားတယ်ကလေးတယောက်ကသူ့ရဲ့မိသားစုရဲ့ဒီမန်ဆိုင်ရာကိုသူဆောင်နိုင်ရနောက်ဆုံးအရေးကြောင်းဒီမှာနမတ်ကိုဂျမာတ်လုပ်ပါတယ်သူအီမမ်လုပ်ပြီးတပ်ပတ်နိုင်ရသူအီမမ်လုပ်ပြီးတပ်ပတ်နိုင်ရနောက်ဆုံးအီမမ်မရဖြစ်တယ်ဒီလိုတော့ရိုက်ပါအသီးသီးမှာနိုင်ဦးညီမှုရှိပါတယ်သူ့ပေမဲ့လည်းအကြောင်းကြောင့်နိုင်ဦးညီမှုမရောက်တော့ဘုမာချူကိုဘိကာလာမှာဒါဖြစ်ရတယ်အများကြီးပဲနိုင်ဦးညီမှုတည်နေမလားနိုင်ဒီတော့ကျွန်တော်မွတ်စလင်အိမ်ကြီးနိုင်ဒုက္ခရောက်တယ်မယတ်ကိုဘယ်လိုယူချိုဘယ်လိုကမှတော့ပါမလဲအဲ့ဒီဒုက္ခမဖြစ်ရတော့စရုပ်ကနံဖတ်ထားတဲ့ကလေးကကိုယ်အိမ်မှာမရက်ဖြစ်လာရင်ကိုယ်ကလေးမပြီးတာကနေအစကိုယ်ပြင်းနေတဲ့ဒီကဖန်တဲ့အတိအစအဆုံးကိုစောင့်ပြီးလုပ်နိုင်တာကလေးမပြီးတာကနေအစဒီအများကလေးမမပြီးတတ်တဲ့ဆံမတိအများကြီးပဲအဲ့ဒီမှာဘယ်လိုနည်းသူတယောက်ရှိလာတယ်ဘယ်လိုကလေးမပြီးအောင်လဲမသိရှရီယတ်ကပြောထားတဲ့ကလေးမပြီးအောင်လက်ပြီးမှုမောင်းတာဒါပေမဲ့ဘယ်လိုပြီးအောင်လဲကလေးမကလီမာဆိုတော့ဝိုင်းပေါ်ပြီးပြရတာအဲ့ဒါကိုကလီမာခေါ်တာကလီမာပြီးတဲ့ပုံနဲ့အမှန်မဟုတ်တော့ကျွန်တော်တခါစိတ်နဲ့သွားတယ်စိတ်ကိုတစ်ခုမှဒီတော့ကလေးရပါပြပေးထားတယ်ဟို YouTube ကနေပြီးတော့ကလီမာအီလာဘာကစီလာတာနဲ့တော့စကရာဖီတဲ့နာနာမှာပြီးတော့ပြပေးတာကလီမာဒီပုံမှန်ပြရမှာမဟုတ်တာနော်ဒီတော့ကလီမာပြီးပုံပြီးနေကနေအစနောက်ဆုံးနော်ရေချိုးမယ်ကဖန်တုံးမယ်ဂျနာသာဖတ်မယ်နော်ပြီးွားရင်ပြင်းနဲ့ထည့်မယ်နော်ဒဖန်မယ်ဒဖန်ပြီးွားရင်ပြရွတ်တာကအစနော်စရုပ်ထာပြီးတဲ့ကလေးတရားလုပ်ထားရနော်ကျွန်တော်တော်လူငယ်တွေလမ်းချောင်းနေရင်ကဟိုမန်လေးရရက်ွက်တစ်ခုရောက်တယ်သူတို့ကျွန်တော်ပြောပြတယ်ဆရာရဲ့ဒီမှာနိုင်မှုပြီးမှုတွေရှိတယ်နောက်ခုသုံးခုရှိတယ်ဒါပေမဲ့မရက်ကဘုဘဒီဘက်ဖြစ်လာပြီဆိုရင်နော်ဒီတော့တခြားရက်ွက်တွေပါလိမ့်မှာဖြစ်လို့သွားပြီဆိုရင်ဒီရက်တော့မှမရက်တစ်ခုဖြစ်လာတယ်မရှိဘူးဆိုမလုပ်တတ်ကြဘူးဒီလိုကျွန်တော်တို့ရဲ့မတ်တပ်ဒီလိုနာကအဲ့ဒီတော့ဖတ်သွားလိမ့်မယ်ဆိုပြီးကဖန်ကနာစာအုပ်ကျွန်တော်တို့ဒီတော့ကြားတယ်အဲ့ဒါကိုသူတို့ရိုက်ပြီးတော့အိမ်တိုင်းမှာဖြန့်ပေးတာတွေဒီတိုင်းပေးတာတွေဒီလိုလုပ်တော့ဒီလိုကျွန်တော်ပြောပြတယ်ဒါကအထီးထူးမဟုတ်တော့ဒါကကျွန်တော်တို့မတ်တပ်ကြောင်းတို့မှာကလေးတွေကိုတခါလေးတင်ပေးလိုက်ရမယ်ကိစ္စဘာကြောင့်လဲမွတ်စလင်အိမ်တိုင်းကမရက်တင်ဖြစ်ပါပဲဘေးအိမ်ကတော့အိမ်မှာမရက်တော့မှမပြည့်ဘူးလို့မသူပြောလို့ရမရဖြတ်လာတယ်တော့ဒီလိုကိုယ်အိမ်မှာမရက်ဖြစ်လာရင်ကိုယ်ကလေးမပြီးတာကနေအစားတော့ကျွန်တော်တို့ကလေးလောက်တတ်တာတော့ကလေးဆိုတာလည်းကလေးကြီးသွားမှာပဲလေလောက်တတ်တာတော့ဒီတော့ကျွန်တော်တို့ဇရုတာရန်ပြီးတဲ့ကလေးတရားအဲ့လိုတကြီးချင်းရှိတယ်လို့ကျွန်တော်တို့ကဗစက်ကပြောရင်တတ်တယ်ပေါ့ကျွန်တော်လက်ပြီးလက်ပြလို့ရတော့ဒီမင်းတို့တောင်းလို့ဘုံသိမှာပါတောင်းလို့မှာအများကြီးနေရတယ်နေရာဝင်တဲ့စားရှိတောင်းလို့မြုပ်တယ်တော့ဒီတော့တစ်ခေတ်တစ်ခါတော့စာသတ်တယ်လို့အမှန်ခံရတယ်ဆိုတော့ဖြစ်ရအဲ့ဒီမှာဖြစ်ခဲ့တယ်အဲ့ဒီမှာဖြစ်ခဲ့တယ်ကိုယ်သားနဲ့ဂျပန်ကူလိုမျိုးမန္တလေးမဒရစာပြင်ဖို့ဒီမှာစုပြီးစားတယ်ဖို့မန္တလေးဒီလိုအဲ့ဒီလိုနဲ့ချင်းပေါ်ဝိဖတ်ကစားကျွန်တော်တို့ကျွေးကောင်းပြုနေစုမှာဝိဖတ်ကစားစားတော့ကောင်းကမိတ်ဆွေတွေကဆယ်ရင်းနဲ့အတူလိုက်လာတယ်တော့ဒါနနာမကြီးဒီမှာဆောင်းလေးဖြစ်တဲ့ကြတာတို့အဲ့တော့ကြာတော့ကြာလို့ဆယ်ရင်းကိုပြောပြတယ်ကျွန်တော်ဘယ်လိုလုပ်ရကောင်းဒါပေမဲ့ကျွန်တော်ကမတ်တပညာကြီးမှာမတ်တဆိုတာကတော့ကျွန်တော်တို့ကဘေးချင်းမှာမဆိုဒုက္ခပါပဲကျွန်တော်ကပြောတယ်ဒုက္ခတဲ့စကားမှာလေဒုက္ခပါပဲမွတ်စလင်ဖြစ်တဲ့ရဲ့ပြည်မှုကနေရာတိုင်းကလူကလူအပ်တယ်တော့ဒီနေရာမှာလည်းကျွန်တော်တို့ကမတ်တဒုက္ခပါပဲဒါပေမဲ့အခုဒီလိုချောင်းပြီးဖို့ဆရာတွေတို့ကိုတော့သွားပြီးတော့ကျွန်တော်တို့ကြီးချက်မှတ်ပြီးဝန်ရပြီးတင်ဖို့လွယ်တဲ့နေရာလားဆိုတော့မဟုတ်တော့ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တို့အဲ့ဒီမှာလူငယ်တွေနဲ့ဆေးလောက်ကြီးကတော့အဲ့ဒီတောင်းလို့နေကျွန်တော်မင်းကလေးကိုရှိလိုက်မင်းကလေးတွေသိတဲ့တောင်းတဲ့အရေးကြီးတွေပြီးတော့သူတို့ချက်ဆန်ပြီးပေါ်တယ်ပေါ်ပြီးတော့အဲ့ဒီမှာဒီမတ်တပ်တဲ့ရုံနာဘယ်တော့အနစ်ချပြီးတော့သူတို့ကိုသိပြီးတော့ပြီးတော့ဒီသူငယ်တဲ့စရုပ်ခါရန်ဒီကိုရှိသူတို့ကတော့အင်းရအချင်းယူကြည့်တော့ပြီးပြီး PVCC အဲ့ဒီလိုနဲ့ပြီးတော့သူတို့ကိုဆရာမတက်ရောက်ဖြစ်နိုင်အောင်မုံမှန်ပြီးလိုက်အဲ့ဒီကနေသူတို့ကိုဒီရုံနာပြန်ပြီးတော့မင်းကလေးတွေကလာအင်တာနက်ကိုပြောရတယ်အဲ့ဒီပေါင်းကြီးက50ရောက်စုလိုက်တယ်ပေါင်းကြီးလည်းသတိမထားဘူးလို့ရပ်ွက်ရုံတွေပါလေသတိမထားဘူးတော့အဲ့ဒီပုံစံနဲ့တင်တယ်အဲ့ဒီပုံစံနဲ့တင်အဲ့ဒီကနေပြန်ပြီးတင်းနဲ့6နှစ်ပြီးတော့စရုပ်ထာတာကောင်းတဲ့ကလေးတွေ
ထွက်လာအဲ့ဒီစရုပ်ထတဲ့အောင်တဲ့ကလေးတွေကိုကျွန်တော်တို့ကပြန်ပြီးဆရာမပြန်လုပ်တယ်ပြန်လုပ်ပြီးတော့အဲ့ဒီစရုပ်ထတဲ့အောင်တဲ့ကလေးတွေကပြန်ဆရာမဖြစ်လာတယ်ပြန်ဖြစ်လာပြီးနောက်ကလေးတွေကိုပြန်ပြီးတော့တဲ့အဲ့ဒီလိုနဲ့အခုဆိုပြိဿနာစေဝင်ချင်းရှိသွားပြီအဲ့ဒီစရုပ်ထတဲ့အောင်တဲ့ကလေးနဲ့ပဲကြိုးပမ်းနေတာတော့အာလီမီဆရာတွေနဲ့ကြိုးပမ်းနေတာအခုလက်ရှိအချိန်ကြီးတော့စရုပ်ထတဲ့အောင်ထားတဲ့ဆရာမအပန်း20ဝန်းကျင်ကကလေးပေါင်း300ဝန်းကျင်ကိုအဲ့ဒီမှာတက်တင်ပြီးနေတယ်ဒါမဲ့တနင်္ဂနွေနေ့ကမြို့နယ်စုကျဆာတို့လည်းပဲတော့ဆောင်းလို့ရအောင်ပြီးဆိုတာဒီတော့ဒါကျွန်တော်တို့ရဲ့ဒီရွေချက်တော့စရုပ်ထတဲ့အောင်တဲ့ကလေးတယောက်ကနောက်ဆုံးလူအလာပြီးဆိုရင်တော့သူကိုယ်တိုင်ဆရာမလို့ပြန်ပြီးနိုင်ရတော့သူ့မှာအဲ့ဒီလိုအရေးချင်းရှိသွားရတော့ဒါကြောင့်ကျွန်တော်တို့ရဲ့ကလေးတွေကိုမတ်တပ်ကိုဆုံးခံနိုင်အောင်ထားတော့မတ်တပ်ကိုဆုံးခံနိုင်အောင်ထားပါတော့ဒီတော့ပြပတ်လေချောင်းကူပါတော့တခင်တော့မတ်တပ်ကနွေရတယ်တော့နောက်တော့ဆယ်ကြီးကနွေရသည်စနစ်ကိုအစပိုင်းကကျွန်တော်တို့လည်းပဲဝေဖန်ကနွေရသည်ကနေပဲစဒါပေမဲ့နွေရသည်စနစ်ကိုလုံးဝဖြတ်ချုပ်ချပြီးတော့နှစ်ပတ်လေစနစ်ကမာရှာလာအခုဝေဖန်ကတော့တရားမှာ98ရာခိုင်နှုန်းလောက်ကနှစ်ပတ်လေစနစ်ဖြစ်သွားနှစ်ပတ်လေစနစ်ဒီဟာဒီဆက်ဆုံးလေးကျွန်တော်တို့ဘိုးတိုင်းမှာကြည့်ကြည့်ကောင်းပြုနေစုမှာကြည့်ကျွန်တော်တို့ကကြောင်းလိုက်နှစ်ပတ်လေကြောင်းပြီးနှစ်ပတ်လေစာတင်နေတဲ့ကြောင်းလေးဘာကြောင့်နှစ်ပတ်လေလို့အဲ့ဒါလေးလေးကျွန်တော်ရှင်းပြရရင်ဒါဒီလုံးချုပ်လိုက်တော့နှစ်ပတ်လေဘာကြောင့်လို့ပတ်လေဆိုတော့ဒီလိုလေးပဲလူရဒီမှာဖိဖက်ပြီးတင်လိုက်ရင်တော့ဒီစာအုပ်ကကုန်သွားမှာပဲကုန်သွားမှာပဲလူရဒီမှာတင်လိုက်ဒါပေမဲ့လည်းနှစ်ပတ်လေဘာကြောင့်လို့ပတ်တော့ကျွန်တော်တို့ကလေးတွေကတနည်းကိုဘယ်တိုင်းမှမရှိတာကိပနာတင်နေမြန်မာကျောင်းတက်တယ်လာတဲ့ကျောင်းတက်တယ်တော့မွတ်စလင်အနည်းစုရဲ့အတိုင်းဝိုင်းမှာသူတို့နေနေရတာတော့သူတို့ကကျွန်တော်တို့ကတရက်ကို2နာရီလောက်တော့ပဏိယေအရေးမဒရစာရဲ့အရေးအောက်ကိုပို့ကျွန်တော်တို့လုပ်တယ်အဲ့ဒါမှလည်းပဲသူတို့နှလုံးသားမှာရှိတဲ့ဒီမှာကတော့အယောင်ထွက်လာမယ်ခိုင်းပါလားတော့ဒါကြောင့်ကျွန်တော်နေရာတိုင်းမှာပြောတယ်တော့မတ်တပ်ကျောင်းကိုရောက်လာတဲ့ခရီးတစ်ယောက်ကစသလုံးမှာမဖတ်ဖြစ်ပြီးတိုင်အောင်ကျောင်းရောက်ချင်းကနေပဲသူတို့အကျိုးရှိတယ်အဲ့ဒါပါလေတော့ဗလီရဲ့အရေးအောက်မဒရစာရဲ့အရေးအောက်ကိုရောက်လာတယ်ဗလီဆိုတာအင်တာနက်တဲ့နေရာအလ္လာဟ်ရဲ့ရာဟ်မတ်တင်ချနေတဲ့နေရာတော့ဒီငယ်မှာဟောမုဆလမန်ရဲ့မှာဟောဆရာသမားတွေရဲ့မျက်စိအရှိတတိယတောက်ကိုရောက်လာတယ်စသလုံးမှာမဖတ်လိုက်ရရင်တော့အဲ့လိုရောက်လာခြင်းတွေအများကြီးအကျိုးရှိတယ်အဲ့လိုရောက်လာခြင်းအများကြီးအကျိုးရှိတယ်ဒီတော့တနည်းကုန်ကျွန်တော်တို့ကလေးတွေကမွတ်စလင်အနေစုရဲ့အတိုင်းအမှာကြောင်းတက်တာသူတို့ညီထဲမှာမွတ်စလင်ဖြစ်ခြင်းအပေါ်မှာညှိုးနေတဲ့စိတ်ဓာတ်ရှိပါလေ။တော့ကျွန်တော်တို့လည်းဖြစ်နေတာပတ်ခဲ့တယ်။ဒါတော့ကျွန်တော်တို့ရပ်ပတ်တင်တာမွတ်စလင်များတယ်တော့အတတန်းရောက်တော့လည်းနေလာလူကလည်းစိတ်အားကြီးမှုဆိုတာရှိငါတို့မွတ်စလင်ကြီးကလည်းနေချက်တော့ငါတို့ကဘုရှုပေရှုနေရစိတ်အားကြီးမှုဆိုတာရှိတော့ဒီလိုအဲ့ဒီအပေါ်မှာအီမန်တိုင်းဆိုင်ရာမှာလည်းပြုလုပ်လို့ချက်တော့ဒီလိုသူတို့ကိုကျွန်တော်တို့ကမတ်တပ်ကိုခုတယ်မဒရစာကိုခုတယ်ဒီမှာမွတ်စလင်ကဘာဟောပြန်ရောက်လာတော့ဒီလိုကလေးအကြောင်းမှာအယောက်100ရှိတယ်ဆိုရင်အယောက်100လုံးမွတ်စလင်တွေကြီးပဲတော့ဒီတော့အဲ့ဒီမှာအီမန်ကပြန်ပြီးတော့ဖြစ်လာတယ်လမ်းဆန်ဒါကြောင့်ငငယ်တော့မတ်တပ်ကြောင်းတက်ဘူးတဲ့ကလေးနဲ့မတ်တပ်ဘူးတဲ့ကလေးနဲ့လုံးဝပါတယ်တော့ကျွန်တော်တို့ပေါင်းချင်းပေါင်းသေးနေပါလေကြည့်ကြည့်တော့ဒီတော့မတ်တပ်ကြောင်းပြီးဘူးတဲ့ကလေးကတော့သူမွတ်စလင်ဖြစ်ကြောင်းကိုနေရာတိုင်းမှာရေးရပေါ်မှာဘာကြောင့်လဲသူကမတ်တပ်ကြောင့်ရောက်ခဲ့ဘူးလို့သူရဲ့အီမန်က strong ဖြစ်တော့တခါမတ်တပ်ကြောင့်လည်းဘူးမတ်တပ်ကြောင့်ငငယ်တော့နေကိုမနေခဲ့ဘူးဒါကျွန်တော်ပူရီပဲကျွန်တော်တရားလို့ရှင်းတာမှာကျွန်တော်တကယ်ကြီးတယောက်ရှိတယ်တော့ဒါပေမဲ့မတ်တပ်ကြောင့်မနေဘူးတော့နိုင်တဲ့နေရာတုံးရပဲကျွန်တော်ကြောက်တယ်လေးသွားဖြစ်တယ်လေးဖြစ်တယ်နဲ့ကြောက်ထွက်သွားတော့ကျွန်တော်နောက်တက်ကိုရတော့သူနဲ့ဆက်တယ်သူကျွန်တော်ရှိမှပဲပြီးတယ်တော့အဲ့ဒီရှင်ဝိုင်းတူမှာပေါ့တော့မွတ်စလင်သူတို့ကျွန်တော်နဲ့ရောက်တယ်ကျွန်တော်တို့ဒါလီနဲ့တော့ဒီလိုကျွန်တော်မှမီးနေစားပြီးလို့စင်မတီတော့သူကရုပ်ချောပဲအသားဖြစ်နေတယ်တော့သူ့မီးတယ်တော့ဆွဲထားတာလည်းနေတယ်ရွေးဆွဲပြီးတော့လောကကတိုင်တော့ဒီလိုသူ့ပြီးတော့ပြောတယ်ကျွန်တော်မွတ်စလင်တို့ပြောရပါတယ်ဒီဟာလိုပြောရရပါတယ်အဲ့ဒီလိုပြီးတယ်ဘာလို့လဲတော့ဒီလိုဒီတန်ကြီးတွေကြားထဲမှာရောက်သားလေးကိုမိဖီတွေတော့အများကြီးကြားတယ်ငါမွတ်စလင်တို့ပြောလိုက်တော့လူပြေဝါမလားဆိုတဲ့ကြောက်စိတ်ဒီမှာပြီးသွားတော့မွတ်စလင်ဖြစ်ချင်းကိုမထုတ်ပေါ်ရေးတော့အဲ့ဒါကဘာကြောင့်လဲငယ်ငယ်လုံးကမတ်တပ်ကြောင့်ဒီမတ်တပ်ကမဟောလို့မရလိုက်တာတော့ဒီတော့ကျွန်တော်တို့ကစာတက်တာကဒုတိယထားပါဘူးတော့ခရီးပြောင်းနှစ်ပတ်လေနေ့စဉ်မတ်တပ်ကြောင့်ရောက်နေခြင်းကသူ့အီမန်မှာအများကြီးအားကောင်းသွားပါမယ်တော့အများကြီးဒီကလေးကအီမန်ပိုင်းဆိုင်ရာမှာ
တို့တမှုဖြစ်သွားမယ်နော်ဒီတော့ကြောင်းရောက်ပြီးတဲ့အပြင်စာမတ်တက်သွားတော့တာကဖတ်ပြီးတော့ကိုယ်ကအကျိုးမြတ်ရှိတယ်နော်ဒါကြောင့်ကျွန်တော်တို့ကလေးတွေကတနေ့မှာ3လဘေးမှာတက်ကြောင်းပို့ရမှာမဟုတ်ဒီနေ့မှာပေါ့ဒီမုစလမန်ရဲ့ဘာပေါ်မှာကျွန်တော်တို့ကလေးတွေကိုနေတော့နော်မတ်တက်ကာလဆိုတာလည်းကနေ73နှစ်ဒီကာလဆိုတာကလေးတယောက်ရဲ့အသိဉာဏ်နဲ့နှလုံးသားတိဆောက်နေတဲ့ကာလအဲ့ဒီကာလမှာကျွန်တော်တို့ကလေးတွေကနှစ်ပတ်လေဒီနေ့မှာဟောကိုရောက်ခဲ့တယ်ဆိုရင်ဒီကလေးရဲ့ဒီမှန်ပိုင်းဆိုင်တဲ့နောက်ကြီးသွားတဲ့အခါမှာအင်တာမကိုလည်းစိတ်ချစရာစိတ်ကြီးစရာဖြစ်သွားတယ်ဒါကြောင့်ကျွန်တော်တို့ကလေးတွေကိုနှစ်ပတ်လေမတ်တက်ကြောင်းကိုပါတော့မတ်တက်ကညိုနာကိုစုံနေပြီခါဟိုဒီမှာတိုင်းနေတဲ့လူကြီးတွေတချို့အသက်40ရှိမယ်50ရှိမယ်60ရှိဒီတော့ကျွန်တော်တို့ပြီးမယ်ငယ်ငယ်တုန်းကမတ်တက်ဖက်ခဲ့ဘူးမှာပဲဘလို့မစိုးဘူးအနေနဲ့ညာတော့အဲ့ဒီနောက်ပိုင်းမှာအဲ့ဒီခလေးဘဝနောက်ပိုင်းမှာဆရာတယောက်ရဲ့အရှိမကျွန်တော်ပုံပေါ်တင်ပြပါလားတင်ပြပါစီပြီးပြန်ပြီးတော့စာတော့ပတ်လာပြီးဘူးမဟုတ်ဘူးအများစုမဟုတ်ဘူးဘာကြောင့်လဲတော့ကျွန်တော်တို့ကဒီခလေးဘဝကလွယ်ပြီးအဲ့ဒီနောက်ပိုင်းမှာဆရာတယောက်ရဲ့အရှိမတပည့်ခံမှုဆိုတာတောင်းတအောင်ကျွန်တော်တို့မလေတော့တော့ဒါကြောင့်လည်းကျွန်တော်တို့ကောင်းကြီးမှာကြည့်တော့ဒီလိုမာရှာလာကြီးလာနေတဲ့သွားနေတဲ့နမစပန်ဒူနေတဲ့တန်းနေတဲ့ဒီကဲကဏ္ဍတွေကိုအာထုမတရှိကနေလုပ်နေတယ်ဒါပေမဲ့တကယ်တည်းတဲကိုလည်းကြည့်ကြည့်တော့ဘာသာရေးနဲ့ပတ်သက်ပြီးမသိတာတွေအများကြီးဖြစ်နေတယ်ဒါပေမဲ့အဲ့ဒါကိုပြီးဖို့လည်းရှက်သွားအသက်ကြီးပြီးတဲ့နောက်ပိုင်းတော့ဒါကြောင့်ဒီကလေးတွေအတွက်သာသနာ့ပညာဒီဝိကာလကဒီကာလလေးပဲနာမည်ကလေးစက်တုံးလေးဒီလိုဒီကာလလေးမှာကျွန်တော်တို့ဒီကလေးကိုသူ့ရဲ့အခွင့်အရေးပဲသာသနာ့ပညာကိုအပြည့်သိသိစေလိုက်တာအဲ့နောက်ပိုင်းကိုထပ်ပြီးလို့ဘယ်တော့မှမဟုတ်တော့ဒီလိုအဲ့ဒီကာလမှာသူအပြည့်သိနေတယ်ဆိုရင်သူ့ရဲ့ဘဝစာဒီအခြေခံပညာကသူ့ဘယ်လိုမှသွားပါလိမ့်မယ်တော့ဒါကြောင့်ကျွန်တော်တို့ကတော့ဆရာတွေလက်ပြောခဲ့တယ်လို့အိုင်ဆက်လက်ပြောခဲ့တယ်တော့ကျွန်တော်တို့တော့ဆရာတွေမိဘတွေကော်မတီတွေသုံးပွေဆိုင်ပြီးတော့ကျွန်တော်တို့ကျုပ်ပန်းမယ်ဆိုရင်ကျွန်တော်တို့ရဲ့တော့ကလေးတွေကျွန်တော်တို့ရဲ့ user အင်တာမကိုလည်းတားပါတယ်တော့ user တားပါတယ်တော့ဒီတွေ့ရနာလေးတွေဒီပိုင်းintensity ရတယ်ဒီတွေ့ရနာလေးတွေဖြစ်လာပါလိမ့်မယ်အဲ့ဒါရှင်တဲ့ကျွန်တော်အားလုံးကိုပြပါချင်တာများနိုင်ငံတော်ဖြစ်ချင်တဲ့သူပါစား माशाल्लाह जज़ाकुल्लाह खैर tadi kalau ada dana sebenarnya jual balik cerita tentang nasi mereka sini kita nak kembali kini kita nak nanti depan tersebut nasi nak kembali pulang kembali kita juga yang sana sini juga nasi kisi kita nak kembali selalu yang sekian masuk sekian jualan yang kita kembali kalau jual sekian alhamdulillah mufti nasa masa tua awin banyak di sana panjang. Subhana rabbiyal a'la wa Allahumma shalli ala sayyidina Muhammadin wa ala ali sayyidina Muhammadin wa barik wa sallim. Rabbana atina fid dunya hasanah wa fil akhirati hasanah wa qina adhaban nar. Rabbana zalamna anfusana wa in lam taghfir lana wa tarhamna lanakunanna minal khasirin. Rabbi ighfir warham anta khairur rahimin. Rabbi irhamhuma kama rabbayani shaghira. Rabbana hab lana min azwajina wa zurriyyatina qurrata a'yun waj'alna lil muttaqina imama. Ya Allah shi janam yuye tawakkalna kana muba. Ya Allah shi yali season ko Allah shan da kana muba. Ya Allah shi shi sari chuba me Allah chingan jinyayi lumngan simya ma Allah shi lakhan ko do muba. Allah shi dukka amun munya chime ke na muba. Ya Allah shi janam julu shi tui alu
သာသနာအခြေခံပညာကိုပြည့်ပြည့်ဝဝရည်တည်နိုင်ပြီးတော့လက်တွေ့ခြေသုံးနိုင်တဲ့သူတွေအဖြစ်အလက်ရှင်ပြီးတော့ပေးနာတော်မူပါရလက်ရှိနေတဲ့ညမှာရှိတဲ့မွတ်စလင်တွေတိုင်းမှာရှိတဲ့ဒီသွေးတိုင်းခလိငယ်တိုင်းအားလုံးသာသနာအခြေခံပညာရရှိတည်နိုင်တဲ့တော်ဖိအလက်ရှင်ချင်းပေးနာတော်မူပါရလက်ရှိကျွန်တော်တို့ဒီမျိုးဆက်မှာရလာအီမန်အပေါ်မှာမြင့်မြင့်မြတ်မြတ်ရည်တည်ပြီးတော့နေထိုင်သွားနိုင်တဲ့တော်ဖိအလက်ရှင်ချင်းပေးနာတော်မူပါမွတ်တဆူရဲ့အကျေစုချရချင်းနိုင်တဲ့အလက်ရှင်ထိန်းသိမ်းကာကွယ်ဆောင်ရှောက်ပေးနာတော်မူပါရလက်ရှိဒီလိုလက်ဆာမှာကျိုးပန်းတိချပြီးနေတဲ့ဆရာများအားလုံးကိုလက်ခံတော်မူပါဒုတိယကိစ္စမှာကြီးမားတဲ့အကျိုးဆက်လက်ချင်းပေးနာတော်မူပါကောင်းကင်များအားလုံးကိုလည်းလက်ခံတော်မူပါဒုတိယကိစ္စမှာကြီးမားတဲ့အကျိုးဆက်များချင်းပေးနာတော်မူပါမိမိတို့ရဲ့ယဉ်ကျေးတဲ့ငယ်တွေကိုသာသနာ့အခြေခံပညာသင်ပေးဖို့ကျောင်းတူပြီးတဲ့မိဘတွေကိုလည်းလက်ခံတော်မူပါဒုတိယကိစ္စမှာကြီးမားတဲ့အကျိုးဆက်လက်ချင်းပေးနာတော်မူပါချင်းမပြုလုပ်တဲ့ငန်းစဉ်တိုင်းကိုလွယ်ကူစွာအကောင့်တွေပေါ်နိုင်တဲ့တော်ဖိအလက်ရှင်ချင်းပေးနာတော်မူပါရလက်ရှိဒီမတရဆာမှာရှိတဲ့ရလက်ရှိမှာတချို့ဘုံကိုအလက်တို့တအောင်မြင်မှုများချင်းပေးနာတော်မူပါရလက်ရှိတစ်နှစ်တစ်နှစ်ပို့ပြီးတော့တို့တပီကလေးငယ်တွေပို့ပြီးတော့ကောင်းတဲ့သာသနာ့ချင်းပညာကိုရရှိနိုင်မှုအလက်ရှင်ချင်းပေးနာတော်မူပါရလက်ရှိကျွန်တော်မျိုးရဲ့ဒွါကိုအမရမြတ်ကြီးမုဟမ္မဒ်ရဆူလ်လာဆလ္လာလာဟူအလိုင်ဝါဆလမ်ကိုအကြောင်းခံပြီးတော့အလက်ရှင်လက်ခံတော်တော်မူပါ ربنا تقبل منا إنك أنت السميع العليم وتب علينا إنك أنت التواب الرحيم سبحان الله وبحمده سبحان الله العظيم سبحان ربك رب العزة عما يصفون وسلام على المرسلين والحمد لله